မင်္ဂလာပါကဲကျွန်တော်အတန်ကောင်းကြားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်เนาะမျှော်လင့်ပါတယ်โอเคကျွန်တော်လည်းမြန်မာပြည်ကပဲပါဝင်တာဆိုတော့ကဲပြီး line နေပါတယ်အဆင်ပြေဖြစ်ခဲ့ရင်လည်းကျေးဇူးပြုနားလည်ပေးဖို့ရန်အတွက်ပေါ့နော်ဒီမှာ share မိသားစုတွေကိုမေတ္တာရက်ခံခြင်းနဲ့ online ကကြည့်ရှုနေတဲ့မိသားစုတွေပြန်ပြီးကြည့်ရှုတဲ့မိသားစုတွေရှိမယ်ဆိုရင်လည်းပေါ့နော်မေတ္တာရက်ခံပါတယ်လို့ဆိုတော့ကျွန်တော်အနေနဲ့ဆရာရှိဦးစွာပေါ့နော်ဖျားရှင်ကျေးဇူးတော်ကိုချီးမွမ်းသလိုဆရာ Even Rokin ပေါ့နော်ဆရာကိုလည်းကျေးဇူးတင်တယ်တတိတရားနဲ့ခေါ်ဖိတ်ပြီးတော့မှဒီမှာရှိတဲ့မိသားစုတွေအတွက်ကျွန်တော်အနေနဲ့ကျေးဇူးတော်အဖြစ်ပေါ့နော်တိဆောက်ပေးတဲ့အတွက်ဖျားကျေးဇူးတော်ကိုကျွန်တော်ချီးမွမ်းတယ်ဆိုတော့ကျွန်တော်တို့အာမသွားခင်လေးမှာပေါ့နော်အရင်ဆုံးကျွန်တော်အနေငယ်လေးမိတ်ဆက်မယ်ဆိုလို့ရှိရင်ကျွန်တော်နာမည်က Joshua ဖြစ်တယ်တချို့တော်တော်များတော့တည်ပြီးသားဖြစ်ပါလိမ့်မယ်ပေါ့နော်ကျွန်တော်တို့မတည်သေးတဲ့သူရှိမယ်ဆိုရင်လည်းပေါ့နော်ကျွန်တော်အနေငယ်မိတ်ဆက်ချင်တယ်ကျွန်တော်ကဒီအရင်ကပေါ့နော်ဆရာတို့ ਨੇ စပြီးရင်းနှီးကျွမ်းဝင်တဲ့အချိန်တော့ကျွန်တော်စင်ကာပူနိုင်ငံမှာကျွန်တော်အမှုဆောင်တယ်အဲ့ဒီမတိုင်ခင်တော့ကျွန်တော်မြန်မာနိုင်ငံ The City တင်တော့မှာကျွန်တော်အမှုဆောင်ခဲ့ပြီးတော့မှကျွန်တော်စင်ကာပူနိုင်ငံ Cornerstone တင်တော့ပေါ့နော်အဲ့ဒီအတင်တော့မှာမြန်မာ congregation pastor အနေနဲ့ကျွန်တော်4 နှစ်လောက်ပေါ့နော်ကျွန်တော်စင်ကာပူနိုင်ငံမှာကျွန်တော်မှုဆောင်ခဲ့တယ်မှုဆောင်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံပြန်တဲ့အခါမှာကျွန်တော်လည်းဆူတောင်းရင်းနဲ့ပေါ့နော်ဘုရားရှင်ဥဆောင်လမ်းပြတဲ့အတိုင်းပေါ့နော်ကျွန်တော်သွားတဲ့အခါမှာတော့ကျွန်တော်ထိုင်းနိုင်ငံ DMI ပေါ့နော် Dream Ministry International Ministry မှာကျွန်တော်အနေနဲ့အမှုတော်ဆောင်တယောက်အနေနဲ့ကျွန်တော်ပါဝင်ဆက်ကပ်ရင်းနဲ့ကျွန်တော်ဆက်ပြီးတော့မှဒီ The Light Worship Center လို့ခေါ်တဲ့ဒီအသင်းတော်တွေပေါ့နော်ဆိုတော့ Church Planting ပေါ့ဆိုတော့ဒီ The Light Worship Center Bangkok အသင်းတော်ပြီးတော့နောက် The Light Worship Center ချင်းမိုင်အသင်းတော်တွေမှာကျွန်တော်တစ်နှစ်ခွဲကြော်ပေါ့နော်2 နှစ်နီးပါးလောက်ပေါ့ကျွန်တော်မှုဆောင်ခဲ့ပြီးခဲ့တယ်ဒီကျောင်းတချို့မှာလည်းကျွန်တော် training တချို့ပေါ့နော် training school တချို့မှာလည်းကျွန်တော်ဆက်ကပ်ခဲ့ပြီးတော့မှကျွန်တော်မြန်မာပြည်ကိုပြန်လာဖြစ်တယ်ပေါ့နော်တစ်နှစ်တော့ပြည့်တော့မယ်မြန်မာပြည်ပြန်နေရတော့အခုကျွန်တော်လက်ရှိမှာတော့ The Light Worship Center ရန်ကုန်အသင်းတော်မှာကျွန်တော်အနေနဲ့အမှုဆောင်နေပါတယ်လက်ရှိဒီအသင်းတော်ရဲ့ senior leader ကတော့ဆရာဝေထွန်းဖြစ်တယ်ပေါ့နော်တချို့လည်းသိပါပေါ့နော်ဆရာကြီးဦးတင်မောင်ထွန်းရဲ့သားဖြစ်တယ်ဆရာဝေထွန်းရဲ့ leadership အောက်မှာကျွန်တော်အမှုဆောင်နေတာဖြစ်တယ်ဆိုတော့ကျွန်တော်ကတော့ပြောမယ်ဆိုလို့ရှိရင်တော့အသင်းတော်ကျွန်တော်ကြည့်တော့မျက်စိလဲမှာပေါ့နော်ခါကြည့်လိုက်ဒီအသင်းတော်ဟိုအသင်းတော်တကယ်တော့ကျွန်တော်ပြောင်းချင်လို့ရှောက်ပြောင်းတာတော့မဟုတ်ပါဘူးเนาะအဓိကတော့ဝိညာဉ်တော်ဖျားဥဆောင်လမ်းပြခြင်းနဲ့အတူကျွန်တော်ကျွန်တော်သွားဖြစ်တာဖြစ်တယ်ပြီးတော့နောက်တစ်ခုကတော့အဲ့လိုသွားဖြစ်တဲ့ခါမှာကျွန်တော်ပို့ပြီးနားလေရတော့ဖျားရဲ့နိုင်ငံတော်ပေါ့နော် kingdom ပေါ့နော် kingdom ကိုကျွန်တော်ပို့ပြီးနားလေလာရတာဖြစ်တယ်အဲ့တော့ကြောင့်ကျွန်တော်လည်းယုံနေဒီမှာလည်းကျွန်တော်တို့ kingdom နှလုံးသားရှိတဲ့ generation ပေါ့နော်ကျွန်တော်တို့ခိုင်ခဏရရှိလိမ့်မယ်ဆရာသမားတွေရှိမယ်အမျိုးမျိုးပေါ့နော်ဖွင့်ပြခြင်းတွေဟောပြောတဲ့အရာတွေ theology တွေမျိုးမျိုးရှိပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ကနိုင်ငံတော် DNA ရှိရဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးကအတူအလုံးမလုပ်လို့ရစရာအကြောင်းမရှိလို့ကျွန်တော်ယုံတယ်ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်တို့အသက်ရှင်ခြင်းကလည်းနိုင်ငံတော်နဲ့ရှင်တဲ့ဥပဒေစကားကိုဝေငှဖို့နဲ့နိုင်ငံတော်အတွက်အသက်ရှင်ဖို့ပဲပေါ့နော်ဆိုတော့ကျွန်တော်ယုံပါတယ်နော်ဆိုတော့ဒါလေးကတော့ကျွန်တော်အကြောင်းအချမ်းမြေ message ဖြစ်တယ်ကျွန်တော်ကတော့အခုချိန်မှာသမီး2 ယောက်ပေါ့နော်သမီး2 ယောက်ရှိပါပြီဆိုတော့အရင်ကတော့1 ယောက်ပေါ့နော်အခုတော့2 ယောက်ရှိပါပြီဆိုတော့ကျေးဇူးတော်အားဖြစ်ပေါ့နော်โอเคဆိုတော့ကျွန်တော်တို့နောက်ကဘတ်တော်အတွက်ခဏကျွန်တော်တို့ကစက္ကန့်အနံ့ရအောင်နော်ဟာလေလုယာဖျားရှင်ကိုရောယေရှုတင်နဲ့ကိုရောခွဲမိတော်ခြင်းနေမှာချေတော်ဤမိသားစုများနဲ့တူတူကပြန်လဲဆုံးတွေ့ရခြင်းနဲ့နောက်ကဘတ်တော်အပြည့်အစေခံရတော်အရာများတော့ယေရှုတော်ပေါင်းရှင်မှန်ပါတယ်ကိုရောကိုယေရှုတင်နဲ့ဒီနေ့နှုတ်ကပတ်တော်အတွက်ကိုရောတာရဲ့နှုတ်ကိုရှင်သုံးပါဒီနေ့ကြားနာနေကြတဲ့မိသားစုရဲ့အသက်တာတွေမှာလည်းဝိညာဉ်မျက်စိပွင့်စေပါဝိညာဉ်နားတာယူကြားစေပါကိုရောဖွင့်ပြစီလိုတော့အရာကိုရောပြောစီလိုတော့အရာရောက်ဆိုရင်အသက်တာတွေမှာအမှုတဲ့နဲ့အတူတောင်းလောင်းခြင်းရှိပါမည်အကြောင်းယနေ့တာမျိုးတူကအချိန်တိုင်းကိုစက္ကန့်နဲ့ဆုတောင်းတဲ့အခါမှာယေရှုခရစ်မြတ်သောနာမမှာပြုလိုက်ယနေ့ဤနှုတ်ကပတ်တော်ကိုယေရှုခရစ်တော်မှာပြုလက်စက္ကန့်အနံမှာထောင်းဆော်ပြခင်အာမင် Amen. Amen Amen Praise the Lord Okay ဆိုတော့ကျွန်တော်တို့ဒီနေ့မှာကျွန်တော်အနေနဲ့မရှိတဲ့မိသားစုများတော့ပေါ့နော်ကျွန်တော်ဖះဝန်တင်ခြင်းနဲ့တူပေါ့နော်ပြင်ဆင်ထားတဲ့နှုတ်ကပတ်တော်လေးကတော့ကျွန်တော်တို့ဒီစီးစိမ်ကိုဖြစ်စေတော့စံတတိသို့မဟုတ် the theology of walk ပေါ့နော်ဆိုတော့အလုံးနဲ့ပတ်သက်တဲ့ဖွင့်ပြခြင်းပေါ့နော်ဆိုတော့ theology ပေါ့ theology ပြောရင်တော့အရင်နည်းနည်းနေပါလိမ့်မယ်ဆိုတော့အလုံးနဲ့ပတ်သက်သောဖွင့်ပြခြင်းကိုကျွန်တော်ဒီမှာရှိတဲ့မိသားစုများနဲ့အတူတူကကျွန်တော်တို့တည်ဆောက်တော်ဝင်နေဖြစ်ပါတယ်ကျွန်တော်နှုတ်ဘတ်တော်အတွက်ပေါ့နော်ပြင်ဆင်တဲ့အခါမှာအထူးပဲခံစားရတာကဖះရှင်ကကျွန်တော်တို့ဒီမြန်မာလူမျိုးတွေပေါ့နော်မြန်မာနိုင်ငံမှာရှိရသူလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရှင်ပြည်ပမှာရောက်နေကြတဲ့မိသားစုလည်းရှိကောင်းရှိနိုင်ပါတယ်ကျွန်တော်ယုံနေရတော့ဘုရားရှင်ကဒီလူမျိုးတဲ့ဘုရားရှင်မှာကြီးမားတဲ့အကြံစီရှိပါတယ်
အာမင်ဆိုတော့ကျွန်တော်တို့ကဘယ်နယ်ပယ်မှာပဲရှိနေပါစေအမှုတော်မြတ်နယ်ပယ်ထဲမှာပဲရှိနေပါစေလုပ်ငန်းခွင်နယ်ပယ်ထဲမှာပဲရှိနေပါစေเนาะဒါပေမဲ့ပညာသင်ကြားနေတဲ့အခြေအနေမှာပဲရှိနေပါစေကျွန်တော်တို့ရဲ့လှုပ်ဆောင်ခြင်းအဖြစ်ဘုရားဘုန်းတင်ရှားဖို့နဲ့ကျွန်တော်တို့ရဲ့အလုပ်အဖြစ်နမိတ်လက္ခဏာဖြစ်ပေါ်ရန်အတွက်ဘုရားရှင်လူရှိတယ်ဆိုရအောင်ကျွန်တော်ပြောပြခြင်းနဲ့ပြီးတော့ကျွန်တော်တို့မြန်မာလူမျိုးတွေအဖြစ်ကြီးသောမှုရာတွေဖြစ်လာမယ်လို့ကျွန်တော်ယုံတယ်အာမင်ဟာလေလုယာဆိုတော့ကျွန်တော်တို့တိုင်းနိုင်ငံကသူများနဲ့မတူတဲ့အရာကိုဖျက်ကျော်နေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ယုံတယ်သူများနဲ့မတူတဲ့ဘုရားရှင်ကြီးမားစွာအသုံးပြုခြင်းသူများနဲ့မတူတဲ့ဘုရားရှင်ချီးမြှောက်ခြင်းကမြန်မာလူမျိုးတွေပေါ်မှာရှိတယ်အာမင်အဲ့တော့အခုလည်းစနေပါပြီဘုရားရှင်စပြီးအသုံးပြုနေရကျွန်တော်တွေ့ရတယ်ဆိုတော့ဒီမှာရှိတဲ့ကျွန်တော်တို့မှာရှိတဲ့မိသားစုတွေကျွန်တော်အားပေးခြင်းနဲ့ကျွန်တော်တို့ပြင်ဆင်ထားပါကျွန်တော်ဖြစ်နေရခုနဆရာရိုကင်လည်းပြောသွားတယ်ပေါ့နော်ဖြစ်ပျက်နေရရတော့အများကြီးပဲဒါပေမဲ့တင်တဲ့ကျွန်ုပ်ဒီဂေါရှင်လို့ခေါ်တဲ့ဘုရားခင်ရဲ့မျက်မှောက်တော်ကွယ်ကာထားတဲ့အရက်မှာရှိနေသောသူတွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့အမြဲတမ်းဝန်ခံပါနေ့တိုင်းမှာအတူတော်နဲ့ဝန်ခံပါအတူတော်နဲ့တွာလာပါပြီးရင်ပြင်ဆင်နေပါအာမင်ဆိုတော့ကျွန်တော်တို့အတူတော်နဲ့ကွယ်ကာတဲ့တခုနဲ့ကျွန်တော်မပြီးဘူးကျွန်တော်ယုံနေရတခုကျွန်တော်တို့ပြင်ဆင်ရမယ်ဘာအတွက်လဲတစ်ချိန်မှာဘုရားခင်ကျွန်တော်တို့ကိုသိမ့်ပိုက်ခိုင်းတဲ့အချိန်ရောက်တဲ့အချိန်မှာကျွန်တော်တို့ဘက်ကအစင်သက်ဖြစ်နေရမယ်ဒါဝိကဂေါလင်းနဲ့တွေ့တဲ့အချိန်မှာမှသူကလောက်လဲပြစ်နီးသွားပြီးတော့သွားတင်နေတော့ဘလို့မှမလွယ်ဘူးလေနော်ဒီ moment ကြီးကိုဒီအခြေအနေကြီးကိုသူလွတ်သွားမှာပဲလေနော်ဒါပေမဲ့သူကပြင်ဆင်ထားတယ်ဆိုတော့တခုလဲကျွန်တော်ဒီတော့တင်မှာဘုရားရှင်ကျွန်တော်ကိုဖွင့်ပြတဲ့ prophet preacher စကားလိုပဲဆိုကြပါစို့ပေါ့နော်ဆိုတော့ဘုရားနိုးဆိုတဲ့စကားလေးတခုပေါ့အဲ့ဒါကျွန်တော်ဘာလို့နားလဲမိလဲဆိုရှင်ဘုရားရှင်တင့်ကိုဖွက်ထားတယ်ဘုရားရှင်တင့်ကိုတူထားတယ်ဆိုရအကြောင်းရင်းရှိတယ်ရည်ရွယ်ချက်ရှိတယ်တင့်အားဖြင့်ကြီးတော်မူရာကိုပြုဖို့ရတော့ဖြစ်တယ်အာမင်ဘုရားတင့်ကိုပူရတယ်ဘုရားတင့်ကိုဖွက်ထားတယ်သူ့ရဲ့လက်တော်ထဲမှာဖြစ်တယ်သူ့ရဲ့ဘုန်းတော်ထဲမှာဖြစ်တယ်ပြီးတော့သူ့ရဲ့အကြံစီတော်ထဲမှာဖြစ်တယ်ဒါလို့တင်းရဲ့အသက်တာတွေမှာသူများနဲ့မတူတဲ့အခြေအနေမျိုးတင်ကြုံတဲ့အခါမှာတင်မလောပါနဲ့သူများတွေကိုဘုရားရှင်ကြီးမားသောသုံးနာရှိကောင်းရှိလိမ့်မယ်သူများတွေကိုဘုရားရှင်ချီးမြှောက်နေတဲ့အရာတွေတင်တွေ့ကောင်းတွေ့ရလိမ့်မယ်ဒါပေမဲ့ဒီအချိန်ကာလဘုရားကတင့်ကိုဖွက်ထားတာလေအာမင်ဆိုတော့မြန်မာပြည်ကိုဘုရားရှင်ဖွက်ထားတယ်မှန်ပါတယ်ကျွန်တော်တိုင်းနိုင်ငံဘယ်လိုပဲဖြစ်နေပါစေကျွန်တော်ယုံတယ်မြန်မာပြည်ကကောင်းကြီးခံစားမဲ့နိုင်ငံဖြစ်တယ်ဘုရားချစ်တဲ့ဘုရားရဲ့နှလုံးသားထဲမှာရှိတဲ့နိုင်ငံဖြစ်တယ်ကျွန်တော်တို့အမြဲတမ်းဝန်ခံတယ်အာမင်ဆိုဘယ်လိုအခြေအနေပဲဖြစ်နေပါလူတွေဘယ်လိုပဲပြောနေပါကျွန်တော်တို့တိုင်းနိုင်ငံကိုကျွန်တော်တို့ကမှကောင်းချီးမပေးဘူးသူကကောင်းချီးပေးမှာလေအာမင်နော်ဆိုကျွန်တော်တို့ကောင်းချီးပေးတယ်ဒါကျွန်တော်ရဲ့တာဝန်ပဲကျွန်တော်တို့တာဝန်ကကောင်းချီးပေးမယ်ဘယ်လိုပဲဖြစ်နေပါစေကောင်းချီးပေးမယ်ဆုတောင်းပေးမယ်ဝန်ခံပေးမယ်ကျွန်တော်တို့တိုင်းနိုင်ငံအတွက်တိုင်းနိုင်ငံကျွန်တော်တို့ကိုစားပြုဆုတောင်းမယ်ကျွန်တော်တို့ဝန်တင်မယ်နော်ဆိုတော့ကျွန်တော်တို့တိုင်းနိုင်ငံကကောင်းချီးခံစားတဲ့တိုင်းနိုင်ငံဖြစ်လာမှာဖြစ်လို့ပြီးတော့မြန်မာလူမျိုးတွေအပြအမှုတွေကိုပြုမှာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်အဲ့ဒီအရာလေးကိုကျွန်တော်ခံစားရတယ်ဒီနေ့မိတ်ဆွေတင်ကိုဘုရားရှင်ကဒီတစုံတစ်ခုကိုအသုံးပြုဖို့ရတဲ့ဘုရားရှင်တင်ကိုပြင်ဆင်နေဆိုရအောင်ကျွန်တော်နားလည်ဖို့ရတဲ့ဖြစ်တယ်လို့ကိုယ့်ရဲ့အသက်တာထဲမှာနှုတ်ကပတ်တော်ပဲဒီချိန်ကကျွန်တော်အကောင်းဆုံးပြင်ဆင်ထားမယ့်အချိန်ကာလဖြစ်တယ်ကျွန်တော်နေပယ်အသီးသီးမှာရှိတဲ့သူတွေအားလုံးကလည်းပြင်ဆင်ရမယ့်အချိန်ကာလလို့ကျွန်တော်နားလည်ပါတယ်အမှုတော်ဆောင်တွေကလည်းအမှုတော်ဆောင်တွေလည်းပြင်ဆင်ဖို့လိုအပ်တယ်လူငယ်တွေကလည်းလူငယ်တွေလည်းပြင်ဆင်ထားဖို့လိုအပ်ပါတယ်ကျွန်တော်နောက်တစ်ချိန်ကြုံလာမယ့်တိမ့်ပိုက်ခြင်းတွေနဲ့အတူကြုံလာမယ့် challenge တွေပေါ့နော်စိန်ခေါ်မှုတွေလည်းအများကြီးရှိလာပါလိမ့်မယ်ဆိုတော့ဒါကိုလည်းကျွန်တော်တို့ခံစားရတယ်ပေါ့နော်ဘုရားရှင်အမှုပြုတော့တစ်ချက်တည်းပေါ့နော်ဘုရားမှုပြုတော့တစ်ချက်တည်းပါပဲလူနီလန်းတွေလူအုံနောက်နဲ့စဉ်းစားလို့မရနိုင်တဲ့အရာတွေရောဘုရားရှင်ကအသာလေးပြုလို့ရတယ်ပေါ့နော်ဆိုတော့ဘုရားအချိန်ရောက်လာလိမ့်မယ်အဲဒီဘုရားအချိန်ကိုကျွန်တော်တို့ကရင်ခုန်ရအောင်ခရစ်တော်ပြန်ကြွလာမှလည်းကျွန်တော်တို့ကမျှော်လင့်သလိုပေါ့နော်ကျွန်တော်တို့တိုင်းနိုင်ငံအတွက်လည်းဘုရားရှင်ပြုမဲ့အချိန်ရှိရလို့ကျွန်တော်တို့ယုံပါတယ်ဆိုတော့အဲ့အတွက်ကြောင့်ကျွန်တော်တို့ကခရစ်တော်ပြန်ကြွလာမယ်ဆိုလည်းမနေ့ဖြစ်မှာကျွန်တော်တို့အစဉ်သင့်ဖြစ်နေရမှာဖြစ်သလိုကျွန်တော်တို့ကခံမှန်းတဲ့ထဲမှာအဖွဲ့ထဲမှာတော့ပါဘူးပေါ့နော်ဘယ်တော့ပြန်ကြွလာမယ်ဒါပေမဲ့ကျွန်တော်တို့ကမနေ့ပြန်ကြွလာမယ်ဆိုအစဉ်သင့်ဖြစ်ရမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီဆက်ပြီးမှဘုရားနိုင်ငံတော်ကျေပြန့်ပွင့်ရန်အတွက်ကျွန်တော်တို့ဆက်ပြုနေရမယ်သို့မဟုတ်ပြင်ဆင်နေရမှာဖြစ်တယ်အာမင်ဆိုတော့အဲ့တော့ကြောင့်အလုံးနဲ့ပတ်သက်တဲ့ဒီနှုတ်ကပတ်တော်လေးကလည်းဒီစီးစိမ်ကိုဖြစ်စေတော့အစွမ်းတတိပေါ့နော်ဒီနှုတ်ကပတ်တော်လေးကလည်းဘုရားရှင်ကျွန်တော်ဝန်တင်နေရလေးဖြစ်တယ်ဆိုတော့ကျွန်တော်နှုတ်ကပတ်တော်တစ်ချက်ကိုကျွန်တော်ကြည့်အောင်ကျွန်တော်တို့များတော့အကြောင်းဝင်ပြီးသားဖြစ်ပါလိမ့်မယ်နော်တရားဟောကျမ်းခန်းကြီးရှစ်ပေါ့နော်ရှစ်ပိုင်ငယ်16ကနေပြီးတော့ကျွန်တော်18ထိကိုကျွန်တော်ဖတ်ချင်ပါတယ်တရားဟောရခြင်းခန်းကြီး8အပိုင်းငယ်16မှ18သင်ကိုနှိမ့်ချစုံစမ်း၍နောက်ဆုံး၌ယေရှုပြုလို့သောငါသင်ဤဘိုးဘေးမတိဘူးသောမာနနှင့်တော၌ကျွေးမိတော်မူသောသင်ဤဖျားခင်ထာဝရဘုရားကိုမေ့လျော့၍ငါတကူငါလက်တတိအဖြစ်ဤစည်းစိမ်ကိုငါရက်တည်သည်ဟုစိတ်ထဲမှာအောက်မေ့ခြင်းဖြစ်ကိုတတိနဲ့ကျင်ဆောင်လောသင်ဤဖျားခင်ထာဝရဘုရားကိုသာအောက်မေ့ရမည်အကြောင်းမူကားသင်ဤဘိုးဘေးတို့အားကျင်းဆိုတော်မူသောပရိညင်တရားတော်ကိုယနေ့ကဲ့သို့တည်စီလိုသောငါစည်းစိမ်ရတတ်သောအစွမ်းတတိကိုဘုရားသခင်ပေးတော်မူ၏အာမင်ဘုရားတော်ဘုရားအပြည့်ရောက်ချင်းလည်းဘုရားရှင်ကောင်းချီးအထူးရှိပါစေအာမင်ကျွန်တော်တို့နေမှာရှိမိသားစုတွေတချို့လည်းအတန်ပိတ်ထားမှာနော်အတန်ပိတ်ထားလျက်နဲ့ပဲကျွန်တော်တို့ဝန်ခံရအောင်စည်းစိမ်ရတတ်သောအစွမ်းတတိ
ယေရှုနာမအားဖြင့်ယေရှုတော်အားဖြင့်ယေရှုတော်အားဖြင့်ကျွန်တော်ပေါ်မှာတက်ရောက်နေပြီဟာလေလုယာတက်ရောက်အာမင်ကျွန်ုပ်ထဲမှာတည်ရှိနေပြီဟာလေလုယာနေထိုအစွမ်းတတ္တိကတင့်အပေါ်မှာတက်ရောက်တော့အစွမ်းတတ္တိဖြစ်လို့တင့်အထဲမှာလည်းအလုပ်လုပ်ပေးနေတော့အစွမ်းတတ္တိဖြစ်ပါတယ်เนาะဆိုတော့ဒါလေးကျွန်တော်ပြပြချင်တယ်ဆိုတော့တခါတည်းမှာကျွန်တော်တို့ယုံကြည်သူတွေကကျွန်တော်ဒီတော့တည်းမှာလည်းဘုရားရှင်ကျွန်တော်ကိုနှိုးဆော်ရရပါတယ်ဆိုတော့တကိုးနဲ့အသက်ရှင်ရမယ့်အချိန်ဒီအချိန်ဖြစ်တယ်လို့ဘုရားရှင်ကျွန်တော်ကိုအထူးပဲနှိုးဆော်ပါတယ်အဲ့လိုပြောလို့ဟုတ်လေဟိုတကိုးနမိတ်လက္ခဏာတွေကအရင်ကြီး focus လုပ်ပြီးတော့အဲ့လိုကျွန်တော်ပြောတာမဟုတ်ဘူးเนาะဒါပေမဲ့ပြောချင်တဲ့ຢာကသူများနဲ့ခြားကိုခြားနာမယ်ဗျာအာမင်ကျွန်တော်တကိုးနဲ့မဟုတ်ဘူးเนาะဘုရားတကိုးနဲ့ဖြစ်တယ်เนาะဘုရားတကိုးကိုအမိပြုဖို့ဒီအချိန်ကအကောင်းဆုံးအချိန်ကိုကျွန်တော်ခံစားရတယ်နောက်တစ်ခုကတော့ကျွန်တော်တဘာဝလိုနမိတ်လက္ခဏာတွေဆိုရတာကကျွန်တော်တို့ဟိုကိုဖြစ်ချင်တဲ့တိုင်းအတင်းဇွတ်လုပ်ဖို့တော့မဟုတ်ဘူးเนาะဒါပေမဲ့ကျွန်တော်သင်ပြမယ့်အရာတခုကကျွန်တော်တို့အားဖြင့်ဘုရားခင်တဘာဝလိုနေလုပ်ချင်တယ်အာမင်ဆိုတော့ကျွန်တော်တို့စိတ်ကြိုက်တော့မဟုတ်ဘူးပေါ့နော်ဘုရားရဲ့အလိုတော်အကျင့်စီတော့ကျွန်တော်တို့သင်ယူတတ်ခြင်းနဲ့အတူကျွန်တော်တို့ကတဘာဝလွန်နယ်ပယ်ထဲမှာနေထိုင်တတ်ဖို့အင်မတန်မှအရေးကြီးတယ်ဆိုတော့အဲ့အရာတွေမှာဒီထဲမှာပါတဲ့ဒီတကိုးပေါ့နော်ဒီသူ့ရဲ့Hebrew စကားလုံးကိုကျွန်တော်လေ့လာကြည့်တဲ့အခါမှာ course เนาะKOACH ပေါ့နော်course လို့အတန်ထွက်မယ်လို့ကျွန်တော်နားလည်လို့ရတယ်ဒီ course ဆိုတဲ့ဒီစကားလုံးလေးကဘာလဲဆိုရှင်ကျွန်တော်ရဲ့အတ္တထဲမှာသူကဟိုရွှေတုပ်ငွေတုပ်ကြီးကိုချပေးတဲ့ချလာပေးတဲ့အရာကြီးမဟုတ်ဆိုတော့တဲ့အထဲမှာဖခင်ကထည့်ထားပေးတဲ့ abilities ပေါ့နော်အရေးချင်းအစွမ်းအစတစ်ခုလို့ကျွန်တော်နားလည်လို့ရတယ်ပြောမယ်ဆိုလို့ရှိရင်တော့ဖခင်မဆပေးတဲ့အရာပေါ့နော်ဆိုတော့ကျွန်တော်တို့တော်တော်များကျွန်တော်ကြည့်တဲ့အခါမှာဂျူးလူမျိုးဆိုကဘာမှာအတော်ဆုံးတို့အချမ်းသာဆုံးတို့ကျွန်တော်ကြည့်တဲ့အခါမှာတွေ့ရတယ်နော်ဆိုတော့ကျွန်တော်ယုံတဲ့အရာတစ်ခုကပါဆိုကျွန်တော်တို့တွေကဂျူးတွေဆိုလို့ရှိရင်ဒါပြောမယ်ဆိုဒါခရစ်တော်ကိုမသိသေးတဲ့သူတွေအများကြီးရှိသေးတယ်နော်သူတို့ကမှဒါပြည့်ညက်တရားအဟောင်းဒီလောက်ကောင်းကြီးခံစားနေရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကခရစ်တော်အဖြစ်အာဗြဟံရဲ့အမျိုးနွယ်တွေဖြစ်တယ်လေအာမင်အာဗြဟံနဲ့ကျွန်တော်ယုံကြည်ခြင်းအဖြစ်ပေါ့နော်ယုံကြည်ခြင်းဖခင်အာဗြဟံနဲ့တူကျွန်တော်တို့ကအမျိုးတော်ဝင်ရတယ်ဆိုတော့အဲ့ဒါလည်းယုံကြည်ခြင်းနဲ့ပဲကျေးဇူးတော်အဖြစ်ပဲနော်ဆိုတော့ why not ကျွန်တော်တို့ကတော့အဲ့ဒီကောင်းချီးမင်္ဂလာပေါ့နော်မျိုးစင်စက်ကောင်းချီးမင်္ဂလာကျွန်တော်တို့မှာဘာကြောင့်မရှိနိုင်ရမှာလဲပေါ့နော်ဆိုတော့ဒါလေးကိုကျွန်တော်တို့ကိုယ့်ကိုပြန်ပြီးတွေးဖို့အရင်အတွက်ဖြစ်တယ်ပြောမယ်ဆိုသင်ကဆွေကြီးမျိုးကြီးတွေမှာပါတော်သူဖြစ်တယ်ဟာလေလုယာသင်ရဲ့ဘိုးဘေးတွေကမမကျွန်တော်တို့ကမြန်မာပြည်မှာမွေးဖွားတဲ့ကြောင့်တစ်ခါမှကျွန်တော်တို့ကတမန်ဘိုးဘေးတွေမှာယုံကြည်သူမရှိဘူးပါညာပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးတွေးကောင်းတွေးနေဒါပေမဲ့ကျွန်တော်အားပေးခြင်းတယ်သင်ခရစ်တော်ကိုယှသွားပြီးကြတဲ့ကသင်ရဲ့မမတွေသင်မှာအသွေးသားရတော်ဆက်တဲ့ဟိုမျိုးရှိမယ်ဒါပေမဲ့အခုကတင်ကဝိညာဉ်သားသမီးဖြစ်သွားဖြစ်တဲ့အတွက်ကြောင့်เนาะ born again ဖြစ်သွားဖြစ်တဲ့အတွက်ကြောင့်တင်ကအခုဝိညာဉ်ရဲ့မှာတော်ဆက်သွားပြီဟာလေလုယာเนาะဝိညာဉ်ရဲ့မှာရှေ့ကျွန်တော်တို့နှုတ်ကတော်မှာရှိနေယုံကြည်ခြင်းသူရဲကောင်းနေတဲ့တင်ကဝိညာဉ်ရဲ့မှာတော်ဆက်တော်သူဖြစ်တယ်အာမင်ဆိုတော့ကျွန်တော်ကိုယ့်ရဲ့မျိုးရိုးကိုနားလဲပါအောင်နော်နားလဲဖို့အင်တမလိုအပ်တယ်ဆိုတော့ဖျားရှင်ကကျွန်တော်တို့ဒီနှုတ်ကတော်ထဲမှာဒီဟာကိုနားလဲခြင်းအပြင်ဆင်ခြင်အောင်ပြီးတဲ့အခါမှာကျွန်တော်တို့ကိုပြောပြနေတဲ့အရာတွေအများကြီးရှိပါတယ်ဆိုတော့ဖခင်ကကောင်းချီးပေးတဲ့အရာကကျွန်တော်တို့အားဖြင့်သူတို့ဘာကိုကောင်းချီးဖြစ်စေဖို့ရတယ်ဖြစ်တယ်အာမင်ဆိုတော့ဂျူးလူမျိုးတွေဖခင်ကောင်းချီးပေးတယ်သူတို့အားဖြင့်လူတွေကိုကောင်းချီးဖြစ်စေဖို့အတွက်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရိုးရိုးလေးနားလည်လို့ရတယ်သူတို့အားဖြင့်လူတွေမေရှိယကိုတည်သွားဖို့ရတယ်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီဂျေဇုတော်ကသင်တဲ့ကျွန်ုပ်စီကိုသူတို့ကညင်းပယ်လို့ကျွန်တော်တို့ကရတာဖြစ်တယ်ကျွန်တော်တို့ကအရင်ရတာပေါ့နော်ဆိုတော့ဘာဖြစ်တာကျွန်တော်တို့တို့လည်းဆူတောင်းပေးဖို့ဖြစ်တယ်ပေါ့နော်ဒီဂျူးလူမျိုးတွေကိုခရစ်တော်ကိုတည်သွားဖို့ရဖို့ရန်အတွက်လည်းကျွန်တော်တို့ကဆူတောင်းပေးဖို့ရန်အတွက်ကတော့ကျွန်တော်တို့ရဲ့တာဝန်ဖြစ်တယ်တစ်ဖက်မှာလည်းပဲကျွန်တော်တို့ရဲ့လုပ်ရမယ့်အလုပ်တစ်ခုကပါလဲဆိုရင်ကျွန်တော်တို့ရှီလီယာနယ်ပယ်သီးမှာကျွန်တော်တို့အားဖြင့်ဖျားဘုံထင်ရှားဖို့ရန်အတွက်ဖြစ်တယ်အဲ့တော့ကျွန်တော်ဒီနေ့မှာဒီစီးစိမ်ကိုပြတော့အစွမ်းသက်တွေကျွန်တော်ဆင်ခြင်အောင်တဲ့အခါမှာဒါကဘုရားရှင်တင့်ကိုဂျေစုတော်အားဖြင့်ပေးထားပြီးသားဖြစ်တဲ့အရာဖြစ်တယ်အာမင်သင်ကတင်းကြီးဒါကြီးကိုရအောင်ဟိုကြင့်ကြံပြီးတော့မှကြိုးစားပြီးမှလုပ်ယူရမယ့်အရာမဟုတ်သင်ကြီးစုတော်ချီးမွမ်းရမယ့်အရာဖြစ်တယ်ဟာလေလုယာဆိုတော့အလွယ်ဆုံး practice ကပါလဲဆိုရှင်ကျွန်တော်တို့အလေးထားပေါ့နော်ခရစ်တော်အဖြစ်စီးစိမ်ကိုနော်ရတတ်တော့စီးစိမ်ရတတ်တဲ့အစွမ်းတတိကိုတော့မစီးစိမ်ကိုဖြစ်စေတော့ပေါ့နော်စီးစိမ်ရတတ်တော့အစွမ်းတတိကိုပေးပြီးဖြစ်တဲ့ကိုရောကိုဂျေစုတင်နေဆိုရကိုသင်ဝန်ခံကြည့်ပါသင်ရဲ့အလောက်ကင်ကြောင်းနေလိမ့်မယ်သင်ရဲ့ဝင်ငွေလမ်းကြောင်းပြောင်းလဲလိမ့်မယ်အာမင်သင်ရဲ့တရားမှာသူများနဲ့မတူတဲ့ကောင်းချီးမင်္ဂလာသင်ရလာလိမ့်မယ်ဆိုတော့တခုကကျွန်တော်တို့သိရမယ့်တခုကဘုရားရှင်ကကျွန်တော်တို့ကိုအင်တန်မှကောင်းချီးပေးခြင်းတဲ့ဘုရားရှင်ဖြစ်တယ်ဒါပေမဲ့
ကျွန်တော်တို့ကိုဘုရားရှင်ကလေကောင်းချီးပေးချီးမြှောက်တဲ့အခါမှာကျွန်တော်တို့သိရမယ့်အရာတစ်ခုက blessing လို့ပြောမယ့်အခါမှာကောင်းချီးမင်္ဂလာအမျိုးအစားတွေမျိုးမျိုးရှိပါတယ်ဒါပေမဲ့ချုပ်နိုင်နှစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆိုရှင် spiritual blessing လို့ခေါ်တဲ့ဝိညာဉ်ကောင်းချီးမင်္ဂလာနဲ့ကျွန်တော်တို့ physical blessing လို့ခေါ်တဲ့ကျွန်တော်တို့မြင်ရတဲ့ကောင်းချီးမင်္ဂလာတခြားကောင်းချီးမင်္ဂလာတွေရှိတယ်ပေါ့နော်ဒါလေးနှစ်ခုပဲကျွန်တော်ချုပ်လိုက်နော်နှစ်ခုရှိပါတယ်ဆိုတော့ကျွန်တော်တို့ကိုဘုရားရှင်ကရုပ်ပိုင်းဆိုင်ရာလဲကောင်းချီးမင်္ဂလာပေးခြင်းတဲ့ဘုရားဖြစ်တယ်လို့ဟိုကျွန်တော်တို့ကိုဝိညာဉ်ကြီးရာကောင်းချီးမင်္ဂလာကိုအထူးပေးခြင်းတဲ့ဘုရားရှင်ဖြစ်ပါတယ်အာမင်ဆိုတော့ကျွန်တော်တို့လောကမှာရှိတဲ့သူတွေကချမ်းသာကြတယ်ကြွယ်ဝကြတယ်ဆိုတော့အခုလဲကျွန်တော်တို့တော်တော်များများပြောမှာနော် prosperity gospel တို့ဘာညာတို့နော်ပြောရတဲ့သူလည်းအများကြီးရှိပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်အားပေးခြင်းတဲ့တမန်ကျမ်းစာထဲမှာစစ်မှန်တဲ့ကြွယ်ဝခြင်းရှိပါတယ်အာမင်ဆိုတော့ကြွယ်ဝခြင်းကိုကျွန်တော်တို့လိုသလိုပြောတဲ့သူတွေလည်းအများကြီးရှိတာပေါ့နော်ဆိုတော့ဒါတော့ကျွန်တော်ဘယ်သူမှဘာမှတော့ကျွန်တော်ဝေဖန်လို့စိတ်တော့လေးမရှိပါဘူးအားလုံးကအကောင်းဆုံးเนาะပြောကြတာပေါ့နော်တိဆောက်ကြတာပေါ့နော်ဒါပေမဲ့ကျွန်တော်နားလည်မိတဲ့တမန်ကျမ်းစာကတမန်ကျမ်းစာထဲမှာကျွန်တော်လေ့လာကြည့်တဲ့အခါမှာတမန်ကျမ်းစာဒီကြွယ်ဝခြင်းကျွန်တော်ပါတာကြွယ်ဝခြင်းနဲ့ပတ်သက်ဘုရားရှင်တော်တင်ထားတဲ့အရာတွေအများကြီးရှိဆိုတော့ကျွန်တော်တွေ့ရတယ်တစ်ဖက်မှာလည်းကျွန်တော်ပို့ပြီးလေ့လာတဲ့အခါဘာကိုနားလည်ရဆိုလို့ရှိရင်ဘုရားရှင်ကသူ့ရဲ့သားမျိုးကိုအင်တမကြွယ်ဝခြင်းနဲ့ဘုရားရှင်ဖြစ်တယ်အာမင်ဒါကိုအပြည့်အဝယုံကြည်ဟာလေလုယာနော်ကျွန်တော်တို့ယုံကြည်သူတွေအတွက်ဘုရားရှင်ကလေကောင်းကင်ဖခင်ကျွန်တော်တို့ကိုအင်မတန်ကြွယ်ဝစေခြင်းနဲ့ဘုရားရှင်ဖြစ်တယ်ဒါကိုကျွန်တော်အပြည့်အဝယုံကြည်ပါဒါပေမဲ့တစ်ခုပဲပေါ့နော်ကျွန်တော်တို့လောကမှာငွေကြေးပိုင်းဆိုင်ရာမှာချမ်းသာဖို့အလိုရှိမရှိဆိုရတာတော့ကျွန်တော်ဒါတော့မပြောချင်ဘူးပေါ့နော်ဆိုတော့ဒါကဘုရားရှင် agency တွေပေါ်မှာမူတည်တယ်ဒါပေမဲ့တေချာတဲ့နေရာတွေကတင်းတဲ့ကျွန်တော်ဘုရားရှင်ကကြွယ်ဝစေခြင်းနဲ့ဘုရားရှင်ဖြစ်တယ်ဟာလေလုယာစိတ်နှလုံးသားကောင်းစားတဲ့တိုင်ကျွန်တော်အရာရာမှာကောင်းစားဖို့အလိုရှိတဲ့ဘုရားဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ကောင်းကင်ရဲ့မှာကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်တို့တစ်ချိန်မှာကျွန်တော်ဝင်စားမဲ့ຢာတွေအားလုံးကအာကျွန်တော်တို့ဒီလောကမှာရှိနေတဲ့ကြွယ်ဝခြင်းနဲ့ရှင်ကောင်းကင်ကြွယ်ဝခြင်းကဘာမှတော့မဟုတ်เนาะအခုပြောနေကျွန်တော်ရွှေငွေဘာညာဆိုရကောင်းကင်မှာတချို့ဆရာသမားပြောတော့เนาะလမ်းခင်းကြောက်လမ်းခင်းကြောက်เนาะလမ်းခင်းကြောက်တွေကျွန်တော်ဒီမှာအဲ့စိန်နေရွှေတွေငွေတွေကိုအရင်တန်ဖိုးထားနေကြတယ်ကောင်းကင်မှာအဲ့ဒါတွေကပေါ်လို့လို့เนาะဆိုတော့ပြောချင်တဲ့အဓိပ္ပာယ်ကဖခင်နိုင်ငံတော်ကြွယ်ဝတဲ့နိုင်ငံဖြစ်တယ်အာမင်แล้วကျွန်တော်တို့ကအမှုဆောင်တဲ့ခါမှာဖြစ်ဖြစ်ဒါမှမဟုတ်ရှင်ကျွန်တော်တို့အသက်ရှင်တဲ့ခါမှာဖြစ်ကျွန်တော်တို့ကနားလေရမယ့်ငါကဟုတ်တယ်မြန်မာနိုင်ငံမှာနေတယ်မြန်မာနိုင်ငံသားဖြစ်မယ်တစ်ဖက်မှာလည်းကိုသိရမယ့်အရာတကူကသင်က dual citizenship ကိုရတာဖြစ်တယ်သင်ကနှစ်နိုင်ငံသားပေါ့နော်အဲ့ဒါဘာလဲဆိုသင်ကခရစ်တော်အားဖြင့်သင်ကကောင်းကင်နိုင်ငံသားလည်းဖြစ်တယ်ဟာလေလုယာသင်ကကောင်းကင်နိုင်ငံနဲ့ကောင်းကင်နိုင်ငံထဲမှာအသက်ရှင်နေတာဝိညာဉ်နယ်ပယ်ထဲမှာဆိုသင်ကကောင်းကင်နိုင်ငံထဲမှာအသက်ရှင်နေတာမြင်ရတဲ့နယ်ပယ်မှာတော့ okay သင်ကမြန်မာနိုင်ငံမှာရောက်နေမှာပေါ့နော်ဒါမှမဟုတ်ရှင်သင်ထိုင်းနိုင်ငံမှာရောက်မယ်စင်ကာပူမှာရောက်မယ်ပြဿနာမရှိဘူးသင်ဘယ်နေရာရောက်သင်ကကောင်းကင်နိုင်ငံသားဖြစ်တယ်သင်ဘယ်နေရာရောက်ဖခင်နိုင်ငံကထင်ရှားတယ်ဟာလေလုယာသင်ကဖခင်နိုင်ငံတော်ထဲမှာသွားနေသူဖြစ်တယ်ဖခင်နိုင်ငံတော်ဆိုလို့ရှိရင်ဖခင်နိုင်ငံတော်ရဲ့ကောင်းကင်နိုင်ငံရဲ့အခြေရှိတယ်ကောင်းကင်နိုင်ငံရဲ့အလုပ်လုပ်တဲ့ပုံစံရှိတယ်ကောင်းကင်နိုင်ငံရဲ့ system ရှိတယ်ကောင်းကင်နိုင်ငံရဲ့ government ကောင်းကင်နိုင်ငံရဲ့အုပ်ချုပ်မှုဆိုတာရှိတယ်ဒါကိုကျွန်တော်နားလည်ဖို့ဖြစ်တယ်ပေါ့နော် okay ဆိုတော့ကျွန်တော်တို့ကိုဘုရားရှင်ကကြွယ်ဝစေတဲ့ဘုရားရှင်ဖြစ်တယ်ဒါပေမဲ့ချမ်းသာခြင်းလို့ပြောတဲ့အခါမှာလူတွေကချမ်းသာခြင်းဆိုပတ်စံကိုပြောတာပေါ့နော်တကယ်တော့ချမ်းသာခြင်းနဲ့ကြွယ်ဝခြင်းကလည်းတူတူလိုလိုပဲဒါပေမဲ့ကျွန်တော်လေ့လာကြည့်တဲ့အခါမှာတော့မတူပြန်ဘူးနော်ဆိုတော့ချမ်းသာတိုင်းကြွယ်ဝတာမဟုတ်တချို့ချမ်းသာတယ်ပတ်စံအများကြီးရှိတယ်ဒါပေမဲ့မကြွယ်ဝဘူးဘာကိုပြောချင်တာလဲတချို့ကပတ်စံနဲ့အများကြီးရှိပြီးတော့မှတစ်ခုခုကြုံလိုက်ရင်ပလုံတော့ဥပမာကျွန်တော်တို့တချို့အကြောင်းပေါ့နော်ထီထိုးတဲ့အဖွဲ့တွေပေါ့နော်ကျွန်တော်ယုံကြည်သူတို့အားမပေးပါဘူးနော်ထိုင်းနိုင်ငံမှာဆိုအဲ့လိုရှိရလေထိုင်းနိုင်ငံမှာကျွန်တော်တချို့သတင်းတွေကမကြိုက်နာကြလို့ထီပေါက်တယ်ထီပေါက်တော့ပို့ပြီးအဆင်ပြေသွားလားသူတို့ထိုင်းထီပေါ့နော်အဆင်ပြေသွားတော့မဟုတ်ဘူးနော်ပိုတော့ဆိုးသွားသေးတယ်မိသားစုတွေပြက်ပြီးတော့ပြိုကွဲပြီးတော့လေဒုက္ခရောက်သွားသေးတယ်နော်ဆိုတော့ဘာကိုပြောချင်တာလဲချမ်းသာတယ်ငွေကြေးချမ်းသာတယ်ဒါပေမဲ့မကြွယ်ဝတတ်ဘူးနော်မကြွယ်ဝတတ်ဘူးဆိုတော့လူတွေကလောကမှာတော့ကျွန်တော်ဘာကိုမြင်ရလဲဆိုတော့လူတွေကချမ်းသာကြွယ်ဝခြင်းကိုတွားကြတယ်ဆိုတော့ချမ်းသာပြီးတော့မှတော့ကြွယ်ဝတာနော်ချမ်းသာပြီးတော့မှကြွယ်ဝတဲ့အဆင့်ကိုတွားတယ်အခုလက်ရှိကျွန်တော်ကမ္ဘာမှာတထေးတွေပေါ့နော်ဘီလီယံနာတွေထရီလီယံနာတွေပေါ့နော်โอเคလက်ရှိကတော့ထရီလီယံနာတော့ Elon Musk ပေါ့နော်ဒါပေမဲ့အခုကတော့သူနည်းနည်းပြန်ကျသွားတော့ဘီလီယံနာပေါ့နော်โอเคဘီလီယံနာကြည့်မယ်ဆိုလို့ရှိရင်သူတို့တွေကကြွယ်ဝနေလို့ကျွန်တော်ပြောလို့ရတယ်နော်ချမ်းသာကြွယ်ဝဒါပေမဲ့ကျွန်တော်တို့ယုံကြည်သူတွေကကြတော့ပြောင်းပြန်ကျွန်တော်တို့ကဘာလို့ဆိုကြွယ်ဝချမ်းသာဖြစ်တယ်ကျွန်တော်ကအရင်ကြွယ်ဝတာလူရပြီးတော့မှချမ်းသာတယ်ဟောမှာအာမင်ချမ်းသာခြင်းတော့ဆိုချမ်းသာခြင်းကိုကျွန်တော်ပြောတဲ့အခါမှာလေတင်ဝိညာဉ်နယ်ပယ်ထဲမှာဝိညာဉ်ကောင်းကြီးနဲ့တင်ကြွယ်ဝတိုင်ရင်လေအရင်ဆုံးလာတဲ့ချမ်းသာခြင်းဘာလဲသိလားစိတ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းကိုချမ်းသာခြင်းဟာလေလုယာအာမင်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဘာဖြစ်လာလဲဆိုရင်ရည်ရွယ်ချက်ချမ်းသာလာတယ်နော်ယူပါယုံချမ်းသာဖွင့်ပြခြင်းချမ်းသာလာအဲ့ဒါတွေအရင်လာရမယ်ပတ်စံအဓိကမဟုတ်ဘူးနော်တကယ်တော့ပတ်စံဆိုရဖခင်နိုင်ငံတော်မှာဘာမှမဟုတ်တာဆိုတော့ဒါပေမဲ့ကျွန်တော်တို့ကဘာကိုနားလဲရမယ်ဆိုရင်ကျွန်တော်တို့ကဖခင်ကျွန်တော်တို့ကိုဘာကိုအရင်ပေးခြင်းလဲဆိုတော့ကျွန်တော်တို့အရင်သိဖို့အတွက်
အရေးကြီးပါတယ်ဆိုတော့ဘုရားကကျွန်တော်တို့ကိုကြွယ်ဝခြင်းကိုအရင်ပေးခြင်းတဲ့ဘုရားအရင်ပေးရတဲ့ဘုရားဖြစ်တယ်ဆိုတော့ဘုရားကကျွန်တော်တို့ငွေတုံကြီးချပေးပြီးအလုပ်လုပ်တဲ့ဘုရားတော့မဟုတ်ဘူးမှန်ပါတယ်ဘုရားခင်ပေးမယ်ဆိုပေးလို့ရတယ်ကောင်းငင်ကတော့မှလေဟိုအမဲသားတွေကြငုံငတ်တွေပေါ့နော်အမဲသားတွေကြပြီးဣတလာလူမျိုးတွေကျွေးမွေးခဲ့တာပဲလေကျွေးမွေးခဲ့တဲ့ဘုရားလေနော်ဘာလို့တော့ဘာလို့ကောင်းငင်ကငွေတုံကြီးချပေးလို့လဲရတာပဲဒါပေမဲ့ဘုရားအဲ့လိုအလုပ်မလုပ်ဘူးနော်ဘုရားခင်ကအမြဲတမ်းဘယ်လိုလုပ်လို့ဆိုရှင်တင့်အထက်မှာသူထည့်ထားပေးတဲ့မျိုးစေ့အာမင်ပြီးတော့တင့်ရဲ့နာခံခြင်းတင့်ရဲ့ဆာငတ်ခြင်းတင့်ရဲ့တောက်လောင်ခြင်းနဲ့အမြဲအလုပ်လုပ်လို့ရှိတဲ့ဘုရားရှင်ဖြစ်တယ်ဘာလို့လဲဆို အာမင် သူကတင်နဲ့အကျွမ်းဝင်ခြင်းတဲ့ဘုရားဖြစ်တယ်တင်နဲ့အတူအလုပ်ခြင်းတဲ့ဘုရားရှင်ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်အာမင်ဆိုတော့ကျွန်တော်တို့စီးစိမ်ကိုရတဲ့တော့စံတဲ့ကျွန်တော်ပြောတဲ့အခါမှာကျွန်တော်သိရမယ့်အရာတစ်ခုတော့ဘုရားရှင်ပေးတဲ့ကြွယ်ဝခြင်းသည်ကျွန်တော်တို့ကဝိညာဉ်ကောင်းကြီးမင်္ဂလာနဲ့အရင်စပါတယ်အာမင်ဝိညာဉ်ကောင်းကြီးအရင်ပေးတာကိုကျွန်တော်တို့သိတတ်ဖို့လို့ကျွန်တော်တို့ကဝိညာဉ်ကောင်းကြီးကိုတန်ဖိုးထားတတ်ဖို့လိုအပ်ပါတယ်ဒါပေမဲ့တချို့ကြောင့်လေဝိညာဉ်ကောင်းကြီးမှာပဲရက်ပြီးတော့မှမြင်ရတဲ့ကောင်းကြီးကိုရက်တက်လိုက်တဲ့သူတွေလည်းရှိတယ်ပေါ့နော်တချို့ကတော့မြင်ရတဲ့ကောင်းကြီးဆိုတော့မလိုပါဘူးလို့ပြောကြတယ်ဒါပေမဲ့ကျွန်တော်အားပေးခြင်းနေရာကတော့ကျွန်တော်တို့ဖျားခိုင်းတဲ့အမှုရာပြည်စည်းဖို့ရတဲ့ဆိုလို့ရှိရင်ကျွန်တော်တို့မြင်ရတဲ့ကောင်းကြီးမင်္ဂလာရှိဖို့လိုအပ်ပါတယ်အာမင်ကျွန်တော်လောဘတက်ဖို့အားမပေးဘူးလောဘတက်ဖို့အားမပေးဘူးဒါပေမဲ့ဖျားခိုင်းတဲ့ project ကြီးတွေလုပ်ဖို့ဆိုရင်เนาะဖျားရှင်ခိုင်းတဲ့အမှုတွေကျွန်တော်လုပ်ဖို့ရတဲ့ဆိုလို့ရှိရင်ကျွန်တော်တို့မြင်ရတဲ့အရင်းမြစ်တွေကျွန်တော်လိုအပ်ပါတယ်အဲ့ရတော့လည်းကျွန်တော်ယုံကြည်သူတွေကဒီအရင်းမြစ်တွေကိုကောင်းမွန်စွာနဲ့ခွဲခန့်ပြီးသုံးတတ်တဲ့သူတွေရှိနေဖို့လိုအပ်ပါတယ်เนาะဆိုတော့ကျွန်တော်တော့ဒီလိုမျိုးလေးပေါ့နော်ကျွန်တော်ဘုရားရှင်ဖွင့်ပြထားတဲ့ခိုင်စီတဲ့ຢာလေးပေါ့နော်ဒါလေးကျွန်တော် share ချင်တယ်အဲ့ဒါပါဆိုကျွန်တော်တို့ဘုရားရှင်ကပေးတဲ့ကြွယ်ဝခြင်းနှမျိုးရှိတယ်အဲ့ဒါပါဆိုအတွင်းကြွယ်ဝခြင်းနဲ့အပြင်ကြွယ်ဝခြင်းဖြစ်တယ်အာမင်ဘုရားရှင်ကတင့်ကိုအတွင်းကြွယ်ဝခြင်းကိုအရင်ပေးခြင်းနဲ့ဘုရားအတွင်းကြွယ်ဝခြင်းကဘယ်ချိန်မှာစလဲဆိုရင်ယေရှုကိုရတဲ့နေ့မှာသင်ကအတွင်းကြွယ်ဝခြင်းစတာယေရှုကိုရတဲ့နေ့ကသင်မင်္ဂလာစတဲ့နေ့ဖြစ်တယ်ယေရှုကိုရတဲ့နေ့ကသင်အတွင်းကြွယ်ဝခြင်းစတဲ့နေ့ဖြစ်တယ်ဟာလေလုယာဆိုတော့လူတွေတော်များအပြင်ကျော်ဝါခြင်းကိုရှာနေကြတယ်အပြင်ကျော်ဝါခြင်းကိုပင်ပန်းကြီးစွာနဲ့ရှာနေကြတယ်အပြင်ကျော်ဝါခြင်းကိုရှာခြင်းလုံးတော့ကြောင့် Sunday တော့ဟိုမအားတော့เนาะ Sunday တော့မှာ Sunday ဆိုပို့ပြီးတော့ bonus ရတယ်เนาะပို့ပြီးတော့ bonus ရတယ်ဆိုတော့အလုပ်ရဲလုပ်ကြတယ်ရှာကြတယ်ဖွေကြတယ်ဒါပေမဲ့တင်တကယ်အတွင်းကျော်ဝါခြင်းကိုရှာတတ်သွားဆိုရင်မာရီနဲ့မာတာမှာဘာလို့တွေ့ရဆိုမာရီကအတွင်းကျော်ဝါခြင်းကိုရှာတတ်တယ်မာတာအလုပ်များတော့เนาะသူအလုပ်များလဲတာဟိုသူ့လည်းအပြစ်မတင်ပါဘူးသူကလည်းတကယ်လုပ်ပေးခြင်းနဲ့စိတ်ရှိတာပေါ့နော်ခါကျွန်တော်တို့ယုံကြည်တဲ့ခါလေးအရန်အလုပ်များနေကြငါတို့ဒီလောက်ကြိုးစားမှငါတို့ကြိုးစားပြီးတော့မှငါတို့ပါဝင်ရမယ်တကယ်တော့ကျွန်တော်ဘာလို့နားလည်ပြီဆိုတော့တကယ်တော့သင်ကိုးကွယ်ခြင်းနဲ့သွားတတ်တယ်ဆိုလို့ရှိရင်အဲ့ဒါကအရန်ပေါ့ပါတာဖြစ်တယ်အာမင်အာမင် ဆိုတော့သင်အတွင်းကြော်အကျုံနားလေသွားရင်သင်အလုပ်လုပ်တဲ့ပုံပြောင်းပြီဟာလေလုယာသင်အလုပ်လုပ်တဲ့ပုံပြောင်းပြီနောက်တစ်ခုကသင်ရဲ့အသက်ရှင်တဲ့ပုံပြောင်းတယ်ဆိုတော့ကျွန်တော်တို့ဘုရားကအတွင်းကြော်ဝခြင်းကိုပေးခြင်းတဲ့ဘုရားဆိုတော့သင်အတွင်းကြော်ဝဖို့လေဘုရားကတစ်ခါတည်းမှာသင်ကိုအချိန်ယူတတ်တယ်ဒါပေမဲ့အပြင်ကြော်ဝခြင်းကလေဘုရားရှင်သင်ကိုပေးမယ်ဆိုတစ်ချက်တည်းကျွန်တော်ကျမ်းစာထဲမှာကြည့်မယ်ဆိုလို့ရှိရင်အာဗြဟံဣဇက်ယာကုပ်ရှောလမုန်တို့ကအစပေါ့နော်ဒိုင်ယေလတို့စပြည့်သူတို့ကိုကျွန်တော်ကြည့်တဲ့အခါဘုရားရှင်ချီးမြှောက်ခြင်းနဲ့ယောသတ်တို့ပေါ့နော်ဘုရားရှင်ပေးတဲ့ကြော်ဝခြင်းတွေအများကြီးကျွန်တော်တွေ့ရတယ်နော်ဒါပေမဲ့သူတို့ကအဲ့ဒါကြီးမလာခင်မှာသူတို့ကိုဘုရားခင်ကဘာကိုအရင်ပြုစုလဲဆိုရင်အတွင်းကြွယ်ဝခြင်းကိုအရင်ပြုစုခဲ့တာဖြစ်တယ်အဲ့ဒါကစီးစိမ်ကိုပြည့်စုံတော့အစွမ်းတတိဖြစ်တယ်စီးစိမ်ရတတ်တော့အစွမ်းတတိဆိုအဲ့ဒါပဲဖြစ်တယ်အာမင်နော်အဲ့ဒါကအတွင်းကြွယ်ဝခြင်းဒါပေမဲ့အဲ့အတွင်းကြွယ်ဝခြင်းကိုဘယ်သူမှလာပြီးခိုးယူလို့မရဖြတ်လို့မရတန်ကြေးဖို့ရမဖြတ်မစက်နဲ့ကောင်းကင်ဘုံရဲ့ဘန်နာလို့ပြောတဲ့အခါမှာအဲ့ဒါလည်းပါတယ်လို့ကျွန်တော်ယုံတော့ပျောက်ဆုံးဝိညာဉ်တွေတော့ of course ဟုတ်တာပေါ့နော်အဲ့ဒါဖြစ်လို့တစ်ဖက်မှာလည်းကျွန်တော်ယုံကြည်ရကတော့အဲ့ဒီအရာဒီဘုရားတင့်ထဲမှာထည့်ထားပေးတဲ့အတွင်းကြွယ်ဝခြင်းဖြစ်တယ်ဒါပေမဲ့သင်ဝန်ခံမှာသင်ကခရစ်တော်အားဖြင့်သင်ကကြွယ်ဝတော်သူဖြစ်တယ်အတွင်းကြွယ်ဝတော်သူဖြစ်တယ်ဟာလေလုယာဆိုတော့သင်အတွင်းကြွယ်ဝခြင်းတိုးပွားမှသာလေသင်ကအပြင်ကြွယ်ဝခြင်းကိုသင်ကထိမ့်သိမ့်နိုင်မှာဖြစ်တယ်ဒါဘာနဲ့တူလဲဆိုလို့ရှိရင်ကျွန်တော်တို့သင်္ဘောတစ်ခုလို့ပေါ့နော်သင်္ဘောကရေထဲမှာသွားတဲ့အခါမှာရေကဘာကိုပုံဆောင်လဲဆိုလို့ရှိရင်ရေကအပြင်ကြွယ်ဝခြင်းကိုပုံဆောင်တယ်နော်အပြင်ကြွယ်ဝခြင်းကသင်္ဘောသွားတဲ့အခါမှာနော်ဒီအပြင်ကြွယ်ဝခြင်းအပြင်မှာရှိနေတယ်ပြဿနာမရှိဘူးဒါပေမဲ့အပြင်ကြွယ်ဝခြင်းเนี่ยအတွင်းနဲ့ရောက်လာပြီဆိုရင်ပြဿနာတက်ပြီဘာလို့ဆိုသင်္ဘောမောက်နော်ဆိုတော့ဒါလို့ကျွန်တော်တို့ကဘာကိုနားလည်မဆိုရင်အပြင်ကြွယ်ဝခြင်းကရှိလိမ့်မယ်ဖခင်အချိန်နဲ့အခါမှာသင်ကိုမဆမယ်ဘုရားခင်သင်ကိုချီးမြှောက်မယ်သင်စိုးရိမ်စားကြောင်းမရှိဘူးဒါပေမဲ့သင်ဘက်ကနေပါရှိရမယ်ဆိုရင်အတွင်းကြွယ်ဝတတ်ဖို့သင်ကသင်ယူတတ်ရမယ်ဝိညာဉ်တော်ရဲ့ဥဆောင်မှုနဲ့သင်သွားတတ်ရမယ်နှုတ်ကပတ်တော်သင်စာငတ်တတ်ရမယ်နှုတ်ကပတ်တော်တွေကနိယာမတွေကိုသင်နားလဲတတ်ရမယ်ဒါတွေကိုသင်သား၍နားလဲလာလေသင်အတွင်းကြွယ်ဝလာလေဖြစ်တယ်ဟာလေလုယာဆိုတော့အတွင်းကြွယ်ဝတဲ့သူကလေသူ့ရဲ့ဘေးနားမှာငွေကြေးတွေဘယ်သူပဲလူသွားဖျက်ဆီးသွားအချိန်မရွေး
သူကအဲ့ဒီအတွင်းကြွယ်ဝခြင်းအဖြစ်လိုအပ်တဲ့ငွေကြေးအရင်းမြစ်ကိုပြန်ပြီးဖန်တီးနိုင်တဲ့သူတွေဖြစ်တယ်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ the power to create wealth စီးစိမ်ရတတ်သောအစွမ်းတတ္တိပေါ့နော်ခုပြောတဲ့စီးစိမ်ရတတ်သောအစွမ်းတတ္တိဆိုရတာနော် the power to create wealth ပေါ့နော်တနည်းအားဖြင့်စီးစိမ်ကြွယ်ဝခြင်းကိုဖန်တီးနိုင်တယ်ကျွန်တော်ကိုယ်ကိုယ်ရဲ့ဘုရား creator ဖန်ဆင်းနိုင်တဲ့ဘုရားကျွန်တော်တို့ကဖန်ဆင်းနိုင်တဲ့သူတွေမဟုတ်ကျွန်တော်တို့ကဖန်တီးနိုင်တဲ့သူဖြစ်တယ်။ဘာကြောင့်လဲကျွန်တော်တို့ DNA ကျွန်တော်တို့အသွေးသားထဲမှာကျွန်တော်တို့ကောင်းငင်ဖခင်ကဖန်ဆင်းတဲ့ဘုရားဖြစ်တဲ့ကြောင့်ဖန်တီးခြင်းကကျွန်တော်တို့ထဲမှာပါထားပြီးသားဖြစ်တယ်။ဟာလေလုယာ။နောက်ကျွန်တော်တို့လက်ရှိလောကမှာလူတွေဆင်းရဲတယ်ဆိုရတကယ်တော့ဘာကြောင့်လဲဆိုရှင်အာ lack of creativity လို့ပြောပါတယ် lack of knowledge တို့မဟုတ် lack of creativity လို့ပြောဒါတော့ကျွန်တော်ဘာကိုယုံကြည်လဲဆိုရင်ကျွန်တော်ဆင်းရဲတယ်ဆိုတဲ့အရာကတကယ်တော့ကျွန်တော်မြင်တဲ့အရာဘုရားလိုတော့မဟုတ်ဘူးကျွန်တော်တို့အဲ့လိုယုံတယ်အဲ့ဒါကဘာလဲဆိုအပြစ်တရားရဲ့အကျိုးဆက်ဖြစ်တယ်နော်အပြစ်တရားအကျိုးဆက်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့အေဝံဂေလိသတင်းစကားဟောတဲ့နေရာတိုင်းမှာဆင်းရဲခြင်းတွေပပျောက်တယ်အာမင်ဒါပေမဲ့တခုတော့ရှိကျွန်တော်တို့ကဆင်းရဲခြင်းပပျောက်တယ်ဆိုပေမဲ့အတွင်းကြွယ်ဝခြင်းမပါတဲ့သတင်းစကားဆိုရင်တော့နည်းနည်းအန္တရာယ်များတယ်ရုပ်ဝတ္ထုပဲဆွဲလန်းသွားပြီဆိုတော့အဲ့ဒါအန္တရာယ်များတယ်ကျွန်တော်တို့ဟောတဲ့တရားဒီစစ်မှန်တဲ့ကြွယ်ဝခြင်းဖြစ်ရမယ်အတွင်းကြွယ်ဝခြင်းအပြည့်ကြွယ်ဝခြင်းပါမယ်အာမင်အတွင်းကြွယ်ဝခြင်းအဓိကဖြစ်ရမယ်ဟာလေလုယာပြီးရင်အပြည့်ကြွယ်ဝခြင်းပါမယ်ဒါပေမဲ့အပြည့်ကြွယ်ဝခြင်းဘာလို့လဲသူတစ်ပါးကောင်းကြီးဖြစ်ဖို့အတွက်ဖြစ်တယ်အာမင်ကိုသူတစ်ပါးကိုပေးကမ်းနိုင်မယ်ကိုအပြည့်လူတွေကောင်းကြီးဖြစ်မယ်အာမင်โอเคဆိုတော့အဲ့လိုရှိရင်ဒါကိုကျွန်တော်တို့ဒီမှာရှင်းပြသားဆိုနားလည်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကိုဘုရားရှင်ကဒီအတွင်းကြွယ်ဝခြင်းနဲ့အပြင်ကြွယ်ဝခြင်းကိုပေးခြင်းနဲ့ဘုရားဖြစ်တယ်ဒါကိုသင်စိတ်ချပါသင်ကိုဘုရားပေးတဲ့ယူပါယုံအတွက်သင်အဲ့နှစ်ခုစလုံးလိုအပ်တယ်အာမင်ဆိုတော့ကျွန်တော်တို့ဟောတော့ဒီတော့တင်မှာ church planting လည်းလုပ်ခဲ့တဲ့အခါမှာလေကျွန်တော်ဒီစင်ကာပူနိုင်ငံမှာဆရာတို့နဲ့မိသားဖွဲ့ဖြစ်ခဲ့တဲ့အချိန်ကတော့ဗာလေကျွန်တော်ရဲ့ဘဝမှာပထမအဆုံးလုပ်ဖြစ်တဲ့ຢာပါလေဆိုရင်ကိုငွေကိုပတ်စံနဲ့ကိုဖျားပေးရတဲ့အတွေ့အကြုံတွေနဲ့ကျွန်တော်အသင်းတော်တစ်ပါးကိုကျွန်တော်မွေးထုတ်ခဲ့တာဖြစ်တယ်။ပတ်စံအများကြီးကုန်တယ်ဗောနော်ပြောမယ်ဆိုရင်ကုန်ပြီးနဲ့ဘာဖြစ်သွားလဲဆိုရှင်ကိုကအကျွေးတင်သွားတယ်။ကျွန်တော်အကျွေးတင်ပြီးတော့ချတာဗောနော်ပေးကမ်းတာဗောနော်။ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကျေးဇူးတော်အဖြစ်ပေါ့နော်ကျွန်တော်စင်ကာပူပြန်တဲ့အခါမှာတော့ကိုလောက်တဲ့အသီးပွင့်နဲ့ဆက်လိုက်နေဘယ်သူမှတော့အသီးမှမပြူပေါ့နော်ဒါပေမဲ့အချိန်တစ်ခုရောက်တဲ့အခါမှာတော့အသီးပွင့်တွေရှိလာတဲ့အခါကျတော့တိုးပွားလာတဲ့အခါကျတော့ဆရာသမားတွေလည်းကျေးဇူးတော်အဖြစ်သူတို့လည်းအသီးမှပြုပေးကြတယ်ဆိုတော့ကျွန်တော်လည်းသိတယ်ကျွန်တော်ဒီအသင်းတော်ကိုကျွန်တော်အချိန်တိုင်းတစ်ခုတည်းပဲသူတို့ကိုပံ့ပိုးပေးတယ်မှာကျွန်တော်နားလည်တဲ့အခါမှာကျွန်တော်ဆရာသမားကြီးလက်ထက်ပြန်အပ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ကိုကတော့အကျွေးတင်တာကိုပဲလေကိုပဲသိရတယ်နော်ကိုက site ထုတ်ပြီးနော်ငွေကြေးရောကိုဖျားပေးရတဲ့အတွေ့အကြုံတွေရောဒီပေါ့နော်ဝิญဉ်စုကျေးဇူးတွေရောအကောလုံးနဲ့တို့ကျွန်တော်အစီခံခဲ့တာပေါ့နော်စင်ခက်ပေးရင်းနဲ့ဒါပေမဲ့ကျေးဇူးတော်ပဲကျွန်တော်ပြန်တဲ့အခါမှာကျွန်တော်လုံးဝအကျွေးကြည့်တယ်ပို့တော့မပို့ဘူးနော်တော့ဘုရားတကယ်တကယ်လေးအလုပ်လုပ်ရချစ်ဖို့ကောင်းတယ်တော့ပို့ရှယ်တဲ့အချိန်ရှိတယ်တခါကျလုံးဝကွက်တိဘုရားအလုပ်လုပ်တဲ့အလုပ်လုပ်တဲ့အချိန်လေးရှိတယ်ဆိုတော့ကျွန်တော်ပြန်တဲ့အခါမှာလုံးဝပြန်အကျွေးလုံးဝအတင်မကန်အကုန်ဆိုတော့အဲ့မှာကျွန်တော်ဘာလို့ခုပြန်တင်ယူလဲဆိုလို့ရှိရင်ငွေကြေးပိုင်းဆိုင်ရာစီမံခန့်ခွဲခြင်းကိုကျွန်တော်ပြန်ပြီးတင်ယူတယ်မှန်တယ်ကျွန်တော်ပေးကမ်းရမယ်ဒါပေမဲ့ကျွန်တော်တို့အကျွေးတင်လောက်တဲ့အထိတစ်ခါတည်းမှာတော့ဖြစ်ကောင်းဖြစ်တယ်ဒါပေမဲ့ကျွန်တော်အမြဲတမ်းတော့မလုပ်ပါနဲ့အမြဲတမ်းတော့မလုပ်ပါနဲ့အဲ့ဒါသင်မိသားစုအတွက်အဆင်မပြေဖြစ်နိုင်တယ်နော်ဇနီးတဲ့ခင်မောတဲ့အတွက်အဆင်မပြေဖြစ်နိုင်တယ်ဒါမှမဟုတ်သင်ရဲ့အသက်တာမှာ balance out သွားနိုင်တယ်နော်ဆိုတော့ကျွန်တော်တို့ကဟိုပေးကမ်းမှာဒါပေမဲ့ကျွန်တော်ဘာကိုပြန်သိနေလဲဖခင်ရဲ့နိယာမောကျွန်တော်ပြန်သိယူတယ်ငွေကြေးပိုင်းဆိုင်ရာမှာစီမံခန့်ခွဲခြင်းနိယာမောကျွန်တော်ပြီးသိယူတယ်ဆိုတော့ပြန်ပြီးသိယူတဲ့အခါမှာကျွန်တော်ဖခင်နိုင်ငံတော်အတွက်တကယ်မျိုးဆိုလှုပ်ရှားအများကြီးရှိလာလိမ့်မယ်အာမင်မြန်မာနိုင်ငံသားတွေနဲ့ကျွန်တော်တို့အသင်းတော်ဒီထောင်တဲ့ခါမှာတကယ်တော့နည်းတော့ငွေကြေးမဟုတ်ဆိုတော့ကျွန်တော်လည်းကျေးဇူးတော်ပဲကျွန်တော်ဆုတောင်းတဲ့ခါမှာဘုရားကလည်းကျွန်တော်ကိုကျွန်တော်ဆုတောင်းတဲ့တိုင်ဘုရားရှင်ကဟိုမဆာပြီကျွန်တော်ဝန်ခံတဲ့တိုင်ပေါ့နော်ကျွန်တော်ချရေးတယ်ကျွန်တော်အဲ့မှာဒီထိုင်းနိုင်ငံမှာကျွန်တော်ဒီအသင်းတော်လေးပေါ့နော်မဲဆောက်မြို့မှာဒီအသင်းတော်လေးတွေပါမွေးဖွားခဲ့တယ်အဲ့ဒီအသင်းတော်လေးကကျေးဇူးတော်ပဲနောက်ထပ်၄ပါးထပ်ပြီးပွားတယ်ဟာလေလုယာကျွန်တော်ကြောင့်တော့မဟုတ်ပါဘူးနော်ဒါပေမဲ့ကျွန်တော်ထည့်ပြီးတဲ့မျိုးစေ့တွေမှာကြီးထွားခြင်းမျိုးစေ့ရှိတယ်အာမင်ဆိုတော့သင်ပေးကမ်းဒါပေမဲ့သင်ရဲ့ပေးကမ်းခြင်းမှာသင် profit ပြုပြီးပေးပါသင်ရိုးမပေးနဲ့ profit ပြုပြီးပေးငါပေးတဲ့ဒီမျိုးစေ့အပြင်အဲ့လူတွေကောင်းကြီးဖြစ်မယ်အဲ့ဒီ ministry ကောင်းကြီးဖြစ်မယ်အဲ့ဒီအသင်းတော်ကောင်းကြီးဖြစ်မယ်ဟာလေလုယာအဲ့ဒီလုံးကသင်ပေးကိုပေးကြည့်ပါဆိုတော့အဲ့ဒီသူလည်းကောင်းကြီးဖြစ်လို့သင်လည်းကောင်းကြီးဖြစ်တယ်ကျွန်တော်တို့ကောင်းကြီးလိုချင်လို့ပေးရတော့မဟုတ်ဘူးเนาะအဲ့လိုတော့မဖြစ်အောင်အဲ့ဆိုနှလုံးသားမှားတယ်ဒါပေမဲ့သင်တကယ်ပဲသူတို့ကောင်းကြီးဖြစ်မဲ့နှလုံးသားနဲ့သင်ပေးကြည့်သင်လည်းကောင်းကြီးဖြစ်တယ်အာမင်ဆိုတော့ကျွန်တော်အဲ့ဒီအသင်းတော်စိုက်ပြခဲ့တော့နော်ဒီနောက်ထပ်အသင်းတော်၄ပါးတိသူထပ်ပြီးပွားများတယ်ချင်းမိုင်မှာဖြစ်လာတယ်မေပါတို့ကတော့မစပြီးဖြစ်လာဆိုတော့အများကြီးပေါ့နော်ဖြစ်လာဆိုတော့ဝမ်းသာတယ်သူတို့အတွက်ပေါ့နော်ဆိုတော့အခုလက်ရှိမှာတော့ကျွန်တော်တို့သူတို့ရဲ့ခေါင်းဆောင်တော့မဟုတ်တော့ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကြည့်ပြီးအများနဲ့ဝမ်းမြောက်တယ်သူတို့နှစ်ချင်းပေးတာကျွန်တော်ကြည့်တဲ့ခါအများနဲ့ဝမ်းမြောက်တယ်ဩငါစိုက်ခဲ့တဲ့အဖေလေးဆိုတော့ဘာလို့သူတို့ကျွန်တော်ကလေဟိုဆရာတို့က ministry လုပ်မဲ့သူတွေမဟုတ်ဘူးဆရာတို့ကအသင်းတော်စားမဲ့သူတွေဖြစ်တယ်ဆိုပြီးကျွန်တော်တို့ဆွဲခေါ်တာပေါ့နော်
ရအောင်လာပါအသင်းတော်မှာဘုရားရှင်သုံးမယ်ပေါ့နော်သူတို့ကအသင်းတော်မဟုတ်ဘူးအသင်းတော်လုပ်ဖို့မဟုတ်ဘူးသူကတခြား ministry လေးလုပ်ရင်းနဲ့ဒီတိုင်းပဲသွားမယ်ဖြစ်နေတဲ့အချိန်ပေါ့နော်ဘုရားလည်းအရန်နှိုးဆော်တဲ့အခါမှာသူတို့နဲ့ချိတ်ဆက်ဖြစ်ခဲ့တယ် okay ဆိုတော့โอเคအဲ့ဒါပြီးသွားပြီဆိုတော့အမှုပြီးပြီပေါ့နော်ပြီးတော့ကျွန်တော်ပြန်ကိုရောကျွန်တော်ထိုင်းနိုင်ငံမှာဘန်ကောက်မှာကျွန်တော်ဘန်ကောက်အသင်းတော်ဘန်ကောက်မှာဒီ church plan တွေမှာကျွန်တော်အစိတ်ခံနေတယ်ကျွန်တော်ချရေးနော်ချရေးတဲ့အတိုင်းပဲဘုရားရှင်ကကျေးဇူးတော်အဖြစ်ကျွန်တော်ဒီထိုင်းနိုင်ငံရောက်တဲ့အခါမှာကျွန်တော်ဒီအသင်းတော်စတည်ထောင်မှုအတွက်ပေါ့နော် The Light Worship Center ဘန်ကောက်စပြီးလုပ်ဖို့အတွက်ဆရာတယောက်နဲ့လွတ်တဲ့အခါမှာကျွန်တော်အံ့ဩတယ်ဘာကျွန်တော်ချရေးခဲ့ရဖြစ်တယ်ဘန်ကောက်မှာတစ်ချိန်မှာ church plan တွေပေါ့နော်ဒါတော့ကျွန်တော်ရဲ့ငွေကြေးနဲ့ကျွန်တော်လုပ်တာတော့မဟုတ်ဘူးเนาะဒါပေမဲ့အဲ့ဒီကျွန်တော်ပါဝင်ဆက်ကတဲ့ ministry ကနေပြီးတော့မှသူအဲ့ဒီနေရာမှာဘန်ကောက်အသင်းတော်စဖို့နဲ့ဖြစ်လာတဲ့အခါမှာကျွန်တော်ကဂျေစုတော်အဖြစ်အစီခံခွင့်ရခဲ့တယ်ပေါ့နော်โอเคဆိုတော့ကျွန်တော်အခုလက်ရှိမှာတော့ဘုရားခင်ကဒီအသင်းတော်နဲ့ပတ်သက်တဲ့ကြီးထွားခြင်းနဲ့ပတ်သက်တဲ့တင်ပေးတဲ့အခါမှာကျွန်တော်အခုတနန်းနေ့တချို့လည်းကျွန်တော်လုပ်ဖြစ်နေပါတယ်အဲ့ဒါကတော့အဓိကတော့ကျွန်တော်ဟိုပါတပိုင်းတိုင်းပဲလုပ်နေရပါလက်ရှိကတော့ကျွန်တော်တို့ဒီအသင်းတော်တည်တည်ရှိရပေါ့နော်အားလုံးကိုကျွန်တော်ခိုင်ခန့်စေခြင်းနဲ့တိုးပွားစေခြင်းနဲ့အဲ့ဒီ church group ပေါ့ဒါဘုရားခင်ကျွန်တော်ဝန်တင်တဲ့ຢာပေါ့နော် church planning ဆိုတော့အသင်းတော်နဲ့ပတ်သက်တဲ့ຢာအမှုတော်မြတ်နဲ့ပတ်သက်တဲ့ကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်မှလှုပ်ရှားရအများကြီးရှိလာလိမ့်မယ်အဲ့ဒီຢာအတွက်ဘုရားရှင်တင့်ရဲ့အလုပ်ကိုကောင်းချီးပေးခြင်းတယ်တင့်ရဲ့ ministry ကိုဘုရားရှင်အာမင်ဒါကျွန်တော်တို့မြင်မှာကျွန်တော်နားလေပါ okay ဆိုတော့ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအမှုတော်ဆောင်တွေဖြစ်တဲ့အခါမှာကျွန်တော်ဒီစီးပွားရေးလုပ်ဖို့တော့ဟိုတယောက်တယောက်တော့မတူဘူးပေါ့နော်ကျွန်တော်ကစီးပွားရေးလုပ်လို့ရတယ်မှုတော်ဆောင်ကခံယူတဲ့သူခံယူပေါ့နော်ဒါကျွန်တော်တော့တခုပဲနားလေရပါပေါ့နော်ဟိုမှုတော်ဆောင်ဖြစ်တဲ့စီးပွားရေးလုပ်လို့ရလားမရလားဆိုတဲ့အရာတွေထက်ကျွန်တော်နားလေတဲ့ຢာတခုကတော့တဲ့အမှုတော်ဆောင်ဖြစ်တယ်ဆိုဖြစ်ပြီးတော့မှစီးပွားရေးလုပ်လို့ရတယ်လုပ်ပေါ့နော်ဒါပေမဲ့အဲ့ဒီစီးပွားရေးလုပ်ငန်းကအမှုတော်မြတ်ကိုလွှမ်းမိုးသွားတယ်ပေါ့နော်အဲ့ဒီစီးပွားရေးလုပ်ငန်းအမှုတော်မြတ်တဲ့ရုပ်ထုဖြစ်နေဆိုရင်တော့အဲ့ဒါတင်မလုပ်သင့်ဘူးအဲ့ဒါဆိုတင်ထွက်လိုက်စီးပွားရေးပဲလုပ်လိုက်အဲ့ဒါပိုကောင်းတယ်ကျွန်တော်တချို့လည်းလွတ်တွေ့ဘူးလေတချို့ကစီးပွားရေးလည်းလုပ်ရင်မှုတော်လည်းဆောင်နေတယ်ဒါပေမဲ့ကြည့်တဲ့အခါကျတော့စီးပွားရေးမှာပဲအာရုံရောက်တယ်ဆိုတော့ကိုယ့်ရဲ့အသင်းသားတွေအာရုံမဆိုင်နိုင်ဆိုရင်ဒါမလုပ်နဲ့တော့လေအပြင်မှာပဲကိုယ့်ကိုထွက်ပြီးတော့စီးပွားရေးပဲလုပ်ပြီးတော့တစ်ဖက်တစ်လမ်းမှာအသင်းတော်ပါဝင်ပေါ့နော်အဲ့ဒါပိုကောင်းမယ်လို့ကျွန်တော်အဲ့လိုမြင်တယ်ပေါ့နော်အာလုပ်လို့ရပါတယ်ကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်ပါဆိုတော့ဒီအမှုတော်မြတ်ထဲမှာလည်းကျွန်တော်တို့အမှုတော်ဆောင်တွေအတွက်ကျွန်တော် passive income လို့ခေါ်တဲ့ဒီဟိုဝင်လာတဲ့ဝင်ငွေလမ်းကြောင်းပေါ့နော်ဝင်ငွေလမ်းကြောင်းရှိတဲ့တယ်လို့ကျွန်တော်မြင်တယ်ဒါပေမဲ့အဲ့ဒီຢာတွေအားလုံးကတမာတရားနဲ့ညီတဲ့ဝင်ငွေလမ်းကြောင်းတွေဖြစ်ဖို့အရေးကြီးတယ်ပေါ့နော်ဘုရားရဲ့နိယာမဘုရားရဲ့ principle တွေကနေဝင်ငွေလမ်းကြောင်းဖြစ်ဖို့ကျွန်တော်မျှော်လင့်တယ်ဆိုတော့ဘာလို့အခုခေတ်ကာလမှာလှုပ်ရှားရအများကြီးရှိတာပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဝန်ခံတဲ့အားတကူကတော့ကျွန်တော်လည်းအခုသွားနေစေဖြစ်ပါတယ်ကျွန်တော်အဲ့လိုပြောလို့ကျွန်တော်ရောက်နေရလို့ပြောရမှာနော်ကျွန်တော်သွားနေစေဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဝန်ခံတဲ့ຢာငါကယူတဲ့အမှုတော်ဆောင်တော့ဖြစ်ချင်ငါပေးတဲ့အမှုတော်ဆောင်ပဲဖြစ်ချင်တယ်ပေါ့နော်ဆိုတော့လည်းအဲ့လိုပဲဘုရားကိုဆုတောင်းတာပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့ကဒီတလုံးသားလေးရှိနော်ဘုရားခင်တင့်ကိုချီးမြှောက်ပါအာမင်ဆိုတော့ကျွန်တော်တို့ဒီ generation ကလည်းယူတဲ့ generation ပေါ့ကျွန်တော်တို့ပေးတဲ့ generation ဖြစ်မယ်ဟာလေလုယာနော်ပေးတဲ့ generation ကျွန်တော်မြန်မာနိုင်ငံကိုသာသနာပြုတွေလာခဲ့တယ်သာသနာပြုတွေလာပြီးတော့မှသူတို့အမှုဆောင်ခဲ့တယ်သူတို့အများကြီးဖို့ခပေးခဲ့တယ်ဒီနေ့ဒီချိန်ကတင်တဲ့ကျွန်တော်ကပြန်ပြီးဖို့ခပေးရမယ်ချက်ဖြစ်တယ်ဟာလေလုယာ praise the lord okay နော်ဆိုတော့ဘုရားရှင်ကတင်တဲ့ကျွန်တော်ရဲ့တရားမှာအလုတ်ကိုဘယ်လိုပြန်ပြီးရွေးနှုတ်လဲပေါ့နော်ဆိုတော့ကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်ကြားတာတွေကအဖြစ်ပြလေးတချို့ကိုကျွန်တော်မြန်မြန်လေးကျွန်တော်ကြည့်လိုက်မယ်ကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်တို့ကိုယ်ကိုယ်ရဲ့ဘုရားအလုပ်လုပ်တဲ့ဘုရားဖြစ်တယ်ဆိုတော့နှုတ်ကပတ်တော်တွေမှာယောဟန်ခန်းကြီး9အပိုက်ငယ်7မှာကျွန်တော်ကြည့်ကြပါယေရှုကလည်းငါခမဲတော်ဒီယခုတိုင်အောင်အလုပ်လုပ်တော်မူသည်ဖြစ်ငါဒီလည်းအလုပ်လုပ်ဤပြန်ပြောတော်မူတယ်အာမင်ဆိုတော့တင်းတဲ့ကျွန်တော်ကအလုပ်မရှိလို့မပြောနဲ့တော့เนาะကျွန်တော်မှာအလုပ်ရှိတယ်ဟာလေလုယာကျွန်တော်ကိုယ်ကိုယ်ရဲ့ဘုရားအလုပ်လုပ်တဲ့ဘုရားဖြစ်လို့တင်းတဲ့ကျွန်တော်လည်းအလုပ်လုပ်ရမယ်အာမင်ဆိုတော့တင်းတဲ့ကျွန်တော်အနည်းဆုံးတော့ဘုရားနိုင်ငံတော်အလုပ်ကိုလုပ်နေတာဟာလေလုယာโอเคဆိုတော့လူတွေကကျတော့ဒီအလုံးနဲ့ပတ်သက်ပြီးကျွန်တော်မြင်တဲ့အမြင်တွေကျွန်တော်တို့ရှိတာပေါ့နော်ဟိုဥမာတောက်မှတီလာဆောက်တာကအလုံးလုံးမှစားရမှာတို့เนาะဒါပေမဲ့ကျွန်တော်အဲ့ဒီຢာကိုကျွန်တော်စပြီးတော့မှအဲ့ဒီအတွေးခေါ်တွေစပြောင်းရအောင် mindset ပေါ့နော်ကျွန်တော်ရဲ့ mindset ကိုစပြောင်းဖို့လိုတယ်ဘာနဲ့ပြောင်းအောင်လဲဆိုရင်တမာတရားအဖြစ်ဖြစ်တယ်တမာတရားဖွင့်ပြခြင်းအဖြစ်ကျွန်တော်အလုပ်ကိုကျွန်တော်မှန်ကန်စွာကျွန်တော်မြင်တတ်ဖို့ရတဲ့အင်မတန်မှအရေးကြီးပါတယ်ဆိုတော့ထွက်ပြောက်ကြံခန်းကြီး1ထဲမှာကျွန်တော်တို့အလုပ်နဲ့ပတ်သက်ပြီးတော့မှဖြစ်ပျက်လေးတချို့ကျွန်တော်တွေ့ရတယ်ကျွန်တော်မြန်လေးဖတ်လိုက်မယ်ထွက်ပြောက်ကြံခန်းကြီး1အပိုက်ငယ်7ထဲမှာကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်နည်းလေးကြော်လိုက်မယ်နော်ဒီပိုင်းနေမှာ73လောက်ကျွန်တော်ဖတ်လိုက်မယ်တရွတ်နဲ့အုပ်လုပ်တော်အမှုလေလုပ်တော်အမှုမျိုးနဲ့ခဲရင်စွာစေခိုင်း၍အလွန်ဆင်းရဲပင်ပန်းစေကြ၏စေခိုင်းလျက်ရ၌လည်းခဲရင်စွာစေခိုင်းကြ၏တဲ့ဆိုတော့ဒီຢာလေးကတော့ကျွန်တော်ဟိုပါဗောနော်ကျွန်တော်အချိန်မရမှာဆိုတော့ကျွန်တော်အနေအချင်းချုပ်လိုက်မယ်နော်ဆိုတော့အဲဂရုမှာဒီပေါ့နော်ယောသက်ကောင်းစားစဉ်အချိန်ကာလမှာဣသလာနဲ့သူ့ရဲ့သားတွေပေါ့နော်ရောက်လာပြီးတော့တဖြည်းဖြည်းနဲ့ဣသလာလူမျိုးတွေကပွားများလာတယ်အမှယောသက်ကိုမသိတဲ့ဘုရင်ပေါ်လာတဲ့အချိန်မှာဣသလာလူမျိုးတွေကိုခိုင်းတဲ့ပေါ့နော်ပြင်းထန်စွာခိုင်းတဲ့ဒီအီဂျစ်ဘုရင်ပေါ့နော်အေဂိုဒိုဘုရင်ပေါ်လာတယ်ဆိုတော့အလုတ်အရန်ခိုင်းတယ်ပေါ့နော်အလုတ်အရန်ခိုင်းတဲ့အခါမှာသူတို့ဒီဟိုအလွန်
ပင်ပန်းဆင်းရဲစွာနဲ့လောက်ရတယ်လို့ပြောတယ်ဆိုတော့အဲ့ဒါအားလုံးကကျွန်တော်ဘယ်မှာပြန်တွေ့ရလဲဆိုတော့ကျွန်တော်เนาะဂျမ်ပိုက်တွေကျွန်တော်မပြောတော့เนาะအချိန်များမှာဆိုတော့ကဘာဦးကျန်းတော့ကျွန်တော်ပြန်ကြည့်တဲ့အခါမှာဖះရှင်ကကြိတ်ချင်းဟိုပါเนาะဒီအပေးအသီးကိုမစားရလေเนาะစားတော့နေအေးကမသေးမယ်လို့ပြောတယ်အဲ့မှာဘာဝင်လာလဲဆိုတော့เนาะဟိုတေးလို့ပြောတဲ့အခါမှာတကယ်လူရောက်သေးတော့မဟုတ်ဘူးเนาะဒါပေမဲ့ဝิญဉ်ပိုင်းဆိုင်မှာတေးသွားတယ်အဲ့ဒါဘာလို့ဆိုတော့ဖះနဲ့အဆက်ပြတ်သွားတာဖြစ်တယ်ဒါတော့ကျွန်တော် encounter ပြန်လို့ရတယ်ဖះနဲ့เนาะဆိုတော့ဒီအစီအစဉ်ရဲ့ global encounter ဆိုတော့เนาะဖះနဲ့ encounter ပြန်ချိတ်ဆက်ဖို့လုပ်တယ်အာမင်ဆိုတော့နောက်တစ်ချက်ကတော့နောက်ကဘက်တော့မှကျွန်တော်ကြည့်တဲ့အခါမှာဖះရှင်ကတကယ်တော့သူကမြေကိုချိန်လိုက်တာဖြစ်တယ်เนาะမြေကိုချိန်လိုက်တာဖြစ်တယ်တကယ်တော့အလုတ်ကိုချိန်လိုက်တာမဟုတ်ဘူးเนาะအလုတ်ကိုချိန်လိုက်တာမဟုတ်ဘူးเนาะမြေကိုချိန်လိုက်တာဖြစ်တယ်ဆိုတော့အဲ့ဒါကဘာဦးကျန်းနဲ့မှကျွန်တော်တွေ့ရတယ်ပေါ့နော်ကဘာဦးကျန်းနဲ့မှဖျားရှင်ကလူရဲ့ဒီမှားယွင်းတဲ့အပြစ်ဒုစရိုက်အပြစ်ကြောင့်ပေါ့နော်ဖျားစကားကိုနားမထောင်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်ချိန်လိုက်တာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဆက်အဲ့ဒီအချိန်ကိုဘုရားရှင်ကချက်ချင်းမရွေးနှုတ်သေးဘူးဒါပေမဲ့အဲ့ဒီအရာကိုဘုရားရှင်ကပောက်ကျန်းခန်းကြီး၈ရောက်တဲ့အချိန်မှာနောအေးအဖြစ်နောအေးကဒီပူဇော်တဲ့အခါမှာပေါ့နော်သူရစ်ပလင်တည့်ပြီးတော့မှပူဇော်တဲ့အခါမှာငါဒီနောက်တစ်ဖန်သူတို့အတွက်မြေကြီးကိုမကြိမ်ဆိုပြီးပြောတယ်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်သိရမယ့်တစ်ခုကအလုတ်နဲ့ဒီပင်မဆင်းရဲဆိုတာလှုပ်ချင်းနဲ့မြေကြီးနဲ့ဆက်ဆက်နေတာကျွန်တော်တွေ့ရတယ်โอเคဒါပေမဲ့အခုကျွန်တော်တို့မနေ့6နာရီမနေ့8ည9လားမနေ့9ည6လားမသိဘူးဒါနဲ့ကျွန်တော်တို့အလုပ်လုပ်နေတာသွားနေကြတယ်เนาะဆိုတော့အဲ့လိုအလုပ်နဲ့မှားနေကျွန်တော်မပြောဘူးเนาะအဲကျွန်တော်စပြီးပြောင်းရအောင်စပြီးတွေးရအောင်မဟုတ်ဘူးငါကအဲ့လိုအလုပ်လုပ်မဲ့သူမဟုတ်ဘူးငါကဖျားဗုဒ္ဓအလုပ်လုပ်မဲ့သူဖြစ်တယ်အာမင်ငါကပေါ်ပါဆိုတဲ့အလုပ်လုပ်မဲ့သူဖြစ်တယ်အာမင်ဆိုတော့ဖျားနိုင်ငံတော်တက်ငါပို့ပြီးအချိန်ရပြီးတော့မှပို့ပြီးစက္ကန့်နိုင်မဲ့သူဖြစ်တယ်ဆိုတော့ကျွန်တော်ဒီမှာရှေ့လူငယ်လည်းကျွန်တော်အားပေးခြင်းတယ်ပေါ့နော်ဟိုကျွန်တော်တို့ဒီ generation ကငါတို့ကဟိုလေအပြစ်မှာအလုပ်လုပ်မယ်ပြီးတော့ပတ်ဆက်ရှာမယ်ပြီးငါတို့အမှုရမယ်တယ်မယ်ပေါ့အမှုရမယ်တယ်မှာပေါ့နော်ငါတို့ပတ်ဆက်အပြစ်စက္ကန့်မယ်ကျွန်တော်တို့အဲ့ဒါကိုပြောင်းရအောင်နှစ်ဆမြင့်မယ်ဟာလေလုယာအပြစ်မှာလည်းလုပ်မယ်ငါတို့ပတ်ဆက်လည်းရှာမယ်တစ်ဖက်မှာလည်းငါတို့လည်းအမှုရမယ်တယ်မှာလည်းငါတို့တက်ဆွမ်းတော့ပါဝင်မယ်ဟာလေလုယာတင်လုပ်ငန်းရှင်ဖြစ်လာပြီဆိုရင်တင်အချိန်ပိုင်လာပြီလေတင်အချိန်ပိုင်ပြီဆိုလို့ရှိရင်တင်တစ်ဖက်မှာလည်းငွေကြေးအဖြစ်လည်းအသင်းတော်တွေတင်ပါဝင်စက္ကန့်မှာလည်းเนาะဆရာရိုကင်တို့เนาะပါဝင်ဆရာကိုဝန်းရံပေးเนาะဆိုတော့ငွေကြေးအဖြစ်တာတင်ဆရာတို့ကိုကောင်းကြီးပေးဦးနေမကဘူးเนาะဆရာတို့ ministry ဆရာတို့အသင်းတော်ကိုကောင်းကြီးပေးဦးနေမကဘူးတင်ဘာလို့မဆိုရှင်တင်ကိုယ်တိုင်ကလည်းတင်ကိုဖျားပေးရတဲ့စုဂျေစုတွေနဲ့တင်ပါဝင်စက္ကန့်ဒါဆိုရင်ပိုပြီးဖျားနိုင်ငံတော်ကအရှိန်အဟုန်နဲ့အလုပ်ဖြစ်မှာဖြစ်တယ်အာမင်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်နားလည်လို့ရရတဲ့တခုကဒီပေါ့เนาะကျွန်တော်တို့ပင်မဆင်းရဲဆိုတာလှုပ်ဆောင်ရခြင်းအစကကျွန်တော်တို့ရဲ့ဘိုးဘိုးအားတယ်ကြောင့်ဖြစ်တယ်ဘိုးဘိုးအားတယ်ပေါ့နော်ဘိုးဘိုးအားတယ်ကဘုရားစကားကိုနားမထောင်တဲ့အချိန်မှာမြေကအချိန်ခံရတယ်အချိန်ခံရတဲ့မြေကြောင့်နော်ချွေးစည်းကြပြီးတော့မှအစာစားတဲ့ချင်းအမင်္ဂလာရောက်လာတယ်အလွယ်တကူမရတော့ဘူးအစားတောက်တွေကပေါ့နော်အဲ့ဒါကကျွန်တော်တို့အလုပ်ပေါ်မှာတက်ရောက်မှုရှိတယ်ဆိုတော့ဒါပေမဲ့ဒီနေ့မှာသတင်းကောင်းအောင်ပါလေဆိုတော့တင်းနဲ့ကျွန်တော်တို့ယေရှုခရစ်တော်လာဝကတိုင်းမှာတည်ခံခဲ့ခြင်းကဒီချင်းအမင်္ဂလာအားလုံးကနေလွတ်မြောက်ဝင်တာဖြစ်တယ်အာမင်ဒါအပြင်เนาะကျွန်တော်အချိန်များတော့ကျွန်တော်တို့ကျမ်းပိုက်တွေကျွန်တော် skip လိုက်မယ်ကြော်လိုက်ပြီးတော့ကျွန်တော်မြန်လေးပြောသွားမယ်เนาะဆိုတော့ဒါအပြင်ကျွန်တော်တို့လာဝကတိုင်းမတက်ခင်မှာယေရှုခရစ်တော်ကဂေဒရှေမန်ဥယျာဉ်မှာဆုတောင်းတဲ့အချက်လေးရှိပါတယ်အဲ့တော့လုကာခန်းကြီး22အပိုက်ငယ်44မှာကျွန်တော်တွေ့ရနိုင်တယ်လုကာ22အပိုက်ငယ်44မှာကျွန်တော်တွေ့ရနိုင်တယ်ပြင်းစွာသောဝေဒနာကိုခံလျက်အထူးသဖြင့်ကြိုးစားရဆုတောင်းတော်မူချွေးတော်တော်မူသည်ကမြေပေါ်၌ကျသောသွေးဆက်ခဲသို့ဖြစ်သည်တဲ့အာမင်အာမင်ဒီတော့ကျတော့ချွေးကြပြီးတော့မှမြေမှာစားရအလုံးလုံးစားရတယ်ဟုတ်တယ်စားရတယ်ဘာကြောင့်လဲဆိုရင်မြေကြီးကအကျိန်ခံလိုက်ရလို့ဒါပေမဲ့အဲ့ဒါကိုယာယီအထိန်နေနေတော့ဘုရားရှင်ကဘာနဲ့လို့ဆိုကိုးကွယ်ခြင်းနဲ့เนาะကိုးကွယ်ခြင်းနဲ့ပြန်ပြီးထိမ့်ပေးတယ်เนาะကိုးကွယ်ခြင်းနဲ့ပြန်ပြီးထိမ့်ပေးတယ်ဒါပေမဲ့လည်းအဲ့ဒီအရာကသူကဟိုပါဘောနော်အပြည့်စုံတော့မဟုတ်အဲ့ဒါကိုကျွန်တော်ဣသရေလလူမျိုးတွေကပင်ပန်းဆင်းရဲစွာလောက်ရတဲ့အခြေအနေကိုရောက်တယ်အဲ့ဒါကဣသရေလလူမျိုးတွေဖြစ်နေတဲ့အချိန်ကကျွန်တော်အခုလက်ရှိလောကမှာတစ်ခါလေတချို့ယုံကြည်သူတွေပဲလင်ပင်ပန်းနဲ့လုံနေရတဲ့အရာကအဲ့လိုပြောတော့ကျွန်တော်ဟိုပါဘောနော်ဟိုဘော်ကြောပေါ့နော်ဘာမှလှုပ်ဆောင်အဲ့ဒါကျွန်တော်ပြောတာမဟုတ်ဘူးနော်အဲ့ဒါကျွန်တော်ပြောတာမဟုတ်ဒါပေမဲ့ကျွန်တော်နားလည်ရမယ်ကျွန်တော်ကအဲ့လိုအလုပ်လုပ်ရမှာမဟုတ်လောကရဲ့ system ထဲမှာကျွန်တော်လုပ်မှာမဟုတ်လောကရဲ့ဒီဟိုလာစာနဲ့အသက်ရှင်ရမယ့်သူတွေမဟုတ်ဘူးဗျာအာမင်ကျွန်တော်ကကောင်းကြီးနဲ့သွားမယ့်သူတွေဖြစ်တယ်ဟာလေလုယာလာစာနဲ့သွားတဲ့အရာကဟိုတချို့ကကောင်းကြီးလို့မြင်တယ်မဟုတ်ဘူးအဲ့ဒါပါလေးပဲရှိသေးတယ်နော်ဆိုတော့ဒါပေမဲ့ကျွန်တော်လာစာနဲ့မသွားကျွန်တော်ဖခင်ကောင်းကြီးနဲ့သွားမှာဖခင်ကြွေးတာဖြစ်တယ်ဖခင်ကောင်းကြီးပြီးမှဖြစ်တယ်ဖခင်တာ၍မဆာအောင်အာမင်ဆိုတော့အဲ့တော့ကျွန်တော်မြင်တတ်ဖို့ကျွန်တော်ပြောပြချင်တာပေါ့နော်ဆိုတော့
ဖျားရှင်ကဒေသရှိမှဥယျာဉ်မှာသူ့ရဲ့သွေးသွန်းလောင်းခြင်းအဖြစ်နော်ချွေးကသွေးဆက်ကဲ့သို့ဖြစ်တယ်လို့ပြောတယ်လေအားတယ်လေစားတဲ့အခါမှာချွေးကြပြီးစားယေရှုခရစ်တော်လည်းချွေးကြဒါပေမဲ့အဲ့ချွေးကသွေးဆက်ကဲ့သို့ကြပြီးတော့မှဥယျာဉ်နှစ်ခုတူပဲတစ်ခုကအေဒင်ဥယျာဉ်မှာအာဒံကြရှုံးခဲ့တယ်နောက်ဆုံးအာဒံယေရှုခရစ်တော်ဥယျာဉ်ပဲဒါပေမဲ့ဂေသရှေမန်မှာကျွန်တော်အလိုတိုင်းဖြစ်ပါစေနဲ့အဖိုက်အလိုတိုင်းမှာဖြစ်စီပါကိုရဲ့အလိုတိုင်းမှာဖြစ်ပါစေဆိုပြီးတော့မှနာခံခဲ့ခြင်းကတင်တဲ့ကျွန်ုပ်အတွက်အလုံးနဲ့ဆက်ဆိုင်တဲ့ကြင်ချင်းအမင်္ဂလာကိုလွတ်မြောက်စေတယ် အာမင် အာမင်ဒါမှမဟုတ်မရှိမိသားစုတွေအခုတင်လုပ်ငန်းခွင်နဲ့သွားတဲ့အခါမှာဒါမှမဟုတ်တင်အလုပ်လုပ်မယ်ဒါမှမဟုတ်တင် ministry မှာပါဝင်ဆက်ကပ်မယ်တင်လှုပ်ဆောင်တဲ့ຢာကြင်ချင်းနဲ့လုံးဝမဆိုင်တော့ဟာလေလုယာဘာကြောင့်လဲခရစ်တော်ရဲ့အသွေးတော်ကတင်ကိုလွတ်မြောက်စေပြီယေရှုရဲ့အသွေးတော်ကအလုံးနဲ့ပတ်သက်တဲ့ကြင်ချင်းအမင်္ဂလာရဲ့တင်နဲ့လုံးဝမဆိုင်တော့တင်ကတင်အလုတ်ကတင်ကိုလွှမ်းမိုးမှာမဟုတ်တော့တင်ကအလုတ်ကိုလွှမ်းမိုးမဲ့သူဖြစ်သွားပြီဟာလေလုယာတင်ကလမ်းစာရဖို့တင်ကအလုပ်လုပ်မဲ့သူမဟုတ်တော့ဘူးတင်ကဖျားဘုံတင်ရှားဖို့အလုပ်လုပ်မဲ့သူဖြစ်သွားပြီ praise the lord တို့ဒီနေ့အခုလက်ရှိအဲ့လိုဆရာပြောလို့ဆရာကျိုးရွှေငါတို့အဲ့လိုပြောတယ်ငါအလုပ်ထွက်ပြီပေါ့နော်ဒီလောက်ငါတည်းမဆိုင်တော့လောကီလောကငါတို့ထွက်ကြအဲ့လိုမလုပ်နဲ့ဘူးနော်ကျွန်တော်ဆိုလိုတဲ့သဘောတရားပါလဲဆိုလို့ရှိရင်တေဒီယာကိုနားလေသွားတဲ့အခါမှာတေရဲ့အသက်တာတွေမှာတင်စပြီးကောင်းချီးပေးပါတင်းရဲ့လုပ်ငန်းခွင်ကိုတင်ကောင်းချီးပေးပါအာမင်တင်းရဲ့အလုပ်ကိုတင်ကောင်းချီးပေးပါတင်းရဲ့ professional တင်ကောင်းချီးပေးပါတင်းရဲ့အမှုဆောင်တွေတချို့ဒီမှာအမှုဆောင်တွေရှိမှဆိုလို့ရှိရင်တင်းရဲ့အမှုဆောင်ခြင်းကိုတင်ကောင်းချီးပေးပါထူးခြားလာလိမ့်မယ်ဟာလေလုယာကျွန်တော်ကျမကဖခင်ရဲ့ဘုန်းတော်တက်အလုပ်လုပ်မဲ့သူဖြစ်တယ်လအစားတော့လုပ်တာမဟုတ်တော့ဘူးအလုပ်ရှိတော့လည်းတင်အလုပ်လုပ်တာမဟုတ်တော့ဘူးယေရှုအတွက်တင်အလုပ်လုပ်သူဖြစ်သွားပြီဖခင်နိုင်ငံတော်အတွက်ဖြစ်သွားပြီဖခင်ရဲ့ဘုန်းတော်အတွက်တင်ကအလုပ်လုပ်တော့သူဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ကမရှိမိသားစုတွေဒါလေးကိုကျွန်တော်နားလေစေချင်ပါတယ်တင်တဲ့ကျွန်တော်ကပင်ပန်းဆင်းရဲစွာနဲ့အလုပ်လုပ်ဖို့မဟုတ်ပါဘူးအဲ့ဒါဖခင်ရဲ့ရွေးချက်မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့ life မှာတခါလေဖြတ်တန်းခဲ့ရလိမ့်မယ်ဒါပေမဲ့အဲ့ဒါတွေကဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဖခင်ရဲ့ဖွင့်ပြခြင်းနှုတ်ကပတ်တော်ကိုမသိသေးလို့ဖြစ်တယ်ဖခင်ရဲ့နှုတ်ကပတ်တော်ကိုသင်သိသွားပြီဆိုလို့ရှိရင်ရွေးနှုတ်ခြင်းဆိုတာရှိတယ်ဟာလေလုယာကျွန်တော်တို့ကိုအပြစ်ငရဲကရွေးနှုတ်ခဲ့တဲ့ဖခင်လေအာမင်သင်နဲ့ကျွန်တော်ကိုလည်းဖခင်ရှင်ကအဲ့ဒီလိုမျိုးပင်ပန်းကြီးစွာနဲ့လောကသားတွေလိုမျိုးဘယ်နည်းလာစာထုတ်အောင်လာစာထုတ်မဲ့ရက်ကိုမျောပြီးတော့နော်မျောပြီးစားရတယ်ရင်ခုန်ရတယ်ပြီးလည်းပြီးလာစာထုတ်တဲ့ရက်လည်းပြီးလည်းပြီးရောကျွန်တော်မြန်မာနိုင်ငံမှာရှိရကငွေကြီးကလည်းတအားကုန်တယ်နော်ဆိုတော့ပြီးနော်မီတာဘိုးတို့ရေဘိုးတို့ရှိဆိုတော့ကလေးဆိုကလေးចောင်းစိတ်ရှိဆိုပါသွားပြောင်းသွားမရှိတော့နော်ဆိုတော့ကိုယ့်ရဲ့လာစာနဲ့ဝေတဲ့ဝင်ငွေကဘာမှတော့မသိလိုက်တဲ့အချိန်မျိုးရှိအောင်ရှိမယ်ဒါပေမဲ့ကျွန်တော်တို့စပြီးတော့မှမြင်အောင်ဘုရားနှုတ်ကပတ်တော်ကိုစပြီးဆောင်ရအောင်ဘုရားရဲ့မျက်မှောက်တော်တွေကိုတုံးဝင်အောင်အာမင်တဲ့မျက်မှောက်တော်တွေကိုတင်တာယူတုံးလေကိုးကွယ်ခြင်းကအရေးကြီးလို့ကျွန်တော်မြင်တယ်တဲ့ရဲ့ကိုးကွယ်ခြင်းကတဲ့ရဲ့အလုပ်ကိုပြောင်းစေတယ်ဒါမလို့ဣသရေလလူမျိုးတွေကိုဘုရားရှင်ကဆွဲထုတ်တဲ့အခါမှာအဲ့လိုပင်ပန်းကြီးစွာအလုပ်လုပ်နေတဲ့အဖွဲ့တွေကိုဘုရားခင်ကနော်ဒီမောရှေနဲ့အာယုန်အဖြစ်ဆွဲခေါ်တဲ့အခါမှာဘာပြောလို့ဆိုရင်ကိုးကွယ်ဖို့သွားမှာနော်ဘုရားခင်ကိုးကွယ်ဖို့သွားမှာဟာလေလုယာဒါလို့ကိုးကွယ်ခြင်းကနံပါတ်1ကတော့ယေရှုခရစ်ရဲ့အသွေးတော်ကတင့်ကိုဒီအလုံးနဲ့ပတ်သက်တဲ့အမင်္ဂလာခြင်းကနေလွတ်မြောက်စေတယ်နံပါတ်2ကတော့ကိုးကွယ်ခြင်းဖြစ်တယ်အဲ့ဒီကိုးကွယ်ခြင်းကတင့်ရဲ့အလုပ်ခြင်းကိုထူးခြားစေလိမ့်မယ် praise the lord အာမင် ဒါလေးကိုကျွန်တော်ရသွားစေချင်တယ်ရမယ်လို့ကျွန်တော်ယုံကြည်တယ်ဒီမှာရှေ့မိသားစုတွေတရားသိသွားပြီ okay ငါကအဲ့လိုပင်ပန်းကြီးစွာနဲ့အလုပ်လုပ်ရမယ်သူမဟုတ်ဘူးအဲ့တော့တင်သိသွားပြီဘာလို့ဆိုတော့ယေရှုခရစ်တော်ကကြင်ချင်းအမင်္ဂလာကိုဖြည့်ရှင်းပြီးသွားပြီဂေဒရှိလာဝကတိုင်းအားဖြစ်တဲ့ဂျေစုတော်တရားအားဖြစ်နောက်တစ်ခါဂေဒရှိမှာဥယျာဉ်မှာကြာခဲ့တဲ့အသွေးအားဖြင့်ရှင်းပေးခဲ့ပြီအာမင်ဒါဆိုလို့ရှိရင်ဒါကိုတင်သိသွားပြီလို့ရှိရင်တင်နောက်တစ်ဆင့်ထပ်တက်မယ်ရာကငါအလုပ်လုပ်ပုံပြောင်းမယ်အာမင်အဲ့ဒီအတွက်တင်ကဘာနဲ့တော်လဲဆိုကိုးကွယ်ခြင်းနဲ့တင်သွားရတယ်ဒါဆိုတင်ဘုရားရှင်ညံလို့တော့သစ္စာလည်းကောင်းတင်ဆက်ပြီးကိုးကွယ်ပါကိုးကွယ်ရင်လည်းဘုရားရှင်တင့်ကိုဖွင့်ပြလာမယ့်အရာတွေဘုရားရှင်တင့်ကိုဥဆောင်မယ့်အရာတွေကိုတင်စိတ်ချပါယုံကြည်ပါပြီးတော့အနံပါတင်ရဲ့အိမ်မက်ယူပါရုံတွေတင်ဘာဖြစ်ချင်လဲတင်ဘာလုပ်ချင်လဲဘုရားခင်ဘာဖြစ်ချင်လဲဒါလေးကိုတင်ရှာဖွေပါပြီးရင်တင်ဖြစ်ချင်တဲ့အရာကိုဘုရားခင်ကအနံဒီနှစ်ခုတင်ပေါင်းလိုက်တဲ့အခါမှာအဲ့ဒီကိုးကွယ်ခြင်းနဲ့ဘုရားခင်တင့်ကိုဥဆောင်လာတတ်မယ့်အရာရှိကိုရှိရလိမ့်မယ် praise the lord ဒီအားဖြင့်ဒီမှာရှိတဲ့မိသားစုတွေအတ္တတာတွေမှာစီစဉ်ကိုရတတ်တော့ဆောသတိတိုးပါစေအလွတ်လုံပုံပြောင်းပါစေဟာလေလုယာတင်းရဲ့တရားတွေမှာဘုရားရှင်ကြွယ်ဝခြင်းကိုပေးပြီးတင်းရဲ့ကြွယ်ဝခြင်းအမဲ့တင်းရဲ့မိသားစုကောင်းခြင်းမင်္ဂလာဖြစ်ပါစေတင်းရဲ့ပတ်ဝန်းကျင်ကောင်းခြင်းမင်္ဂလာဖြစ်ပါစေတင်းရဲ့ဘေးနားမှာရှိတဲ့လိုအပ်သောသူတွေကိုမဆနိုင်တဲ့ကောင်းခြင်းမင်္ဂလာရသောသူတွေဖြစ်ပါစေတင်းကအမှုတော်ဆောင်ဖြစ်တဲ့ဆိုလို့ရှိရင်လည်းတင်းအားဖြင့်အသင်းတော်ပေါင်းများစွာတာယူတိုးပွားများလာပါစေ ministry တာယူတိုးပွားများလာပါစေအမှုတော်ဆောင်တွေများစွာတာယူနော်မွေးထုတ်နိုင်ပါစေလို့ကျွန်တော်အနေနဲ့ဆန္ဒပြုဆုတောင်းရင်းနဲ့ဒီနှုတ်ကပတ်တော်အဖြစ်ပေါ့နော်ကောင်းချီးပေးလိုက်ပါတယ်အချိန်လေးနည်းနည်းကြာသွားရင်လည်းကျွန်တော်ကိုနားလည်ပြီးပါလို့နော်ဆရာရခင်ကျေးဇူးတင်တယ်မရှိမိသားစုများပေါ်မှာကောင်းချီးမင်္ဂလာနော်စီစဉ်ကိုရတဲ့တော့စောတတိကောင်းချီးမင်္ဂလာအထူးပဲတိုးပေါပြီးမှတလောင်းတက်ရောက်ပါစေလို့ကောင်းချီးပေးပါတယ် you are all blessed Amen. bless you all Amen.